ဒီဆောက်ဖို့ကိုပြင်ဆင်မှာအောက်ကအခင်းတွေခောက်နေတာဖုန်းနေတာထစ်နေတာတွေရှိသလားညီညီညွတ်မှုရှိရလားစစ်ပါကိုလိုပါတစ်ဖက်ချိတ်တင်မှာအရိယာဘုပြင်စင်တဲ့မှာတစ်ဖက်ချိတ်တင်မှာတစ်ဖက်ချိတ်တင်လိုက်တဲ့အခါမှာသင်္ကန်းတွေပစိုးတွေထပ်ပိနေညှိနေတာတင်းနေတာမျိုးမဖြစ်ပါစေနဲ့ပြီးဖြစ်အောင်ပြင်စင်မှာအကြမ်းမြင်အပေါ်ပိုင်းခန္ဓာအိမ်ကိုတည်လိုက်ပါဘယ်ဘက်လက်ဝါးပေါ်ညာဘက်လက်ဝါးတင်မှာအဲ့လိုတင်တဲ့အခါမှာအိမ်တွေကိုအကြမ်းမြင်တည်ခြင်းဖြစ်ပါတယ်အဲ့လိုအိမ်တွေကိုတည်ပြီးတဲ့အခါကျတော့ဘာကိုရင်စင်မလဲဆိုမိမိရဲ့အောက်ကအခင်းနေနဲ့ဟိုမှာမိမိထိုင်ရတဲ့ပစိုးတွေထမိန်ကြီးတင်းလုံးရော့လုံးတဲ့ပုံမှာစိတ်ထဲမှာကြည်ကြည်နက်နက်ရှိရလားလို့စစ်ပါတင်းနေရင်နောက်တော့တင်းနေတာလေးကကြာနေတော့ပြင်းထန်လာလိမ့်မယ်ဒါမို့ရော့ရဲလေးဖြစ်အောင်ပစိုးတွေထမိန်ကြတော့ရော့လုံးလည်းမကောင်းဘူးတင်းလုံးလည်းမကောင်းဘူးသင်္ကန်းနေကြတော့အားဒါမျိုးပြည်ပြအောင်စစ်လိုက်ပါစစ်ပြီးတဲ့အခါကျတော့မိမိအပေါ်ပိုင်းခန္ဓာအိမ်ကိုတည်ထားတဲ့အခါမှာတရားမထိုင်မဲနဲ့အလကားထိုင်နေတော့အတိုင်းလို့ခဏလေးအနားယူထားပါတရားထိုင်တော့မယ်ဆိုပြီးဟန်နဲ့ပန်းနဲ့မဖြစ်ပါစေနဲ့ဟုတ်မိမိအိမ်လေးကိုအကြမ်းမြင့်တည်ရင်းနဲ့ခဏလေးစေးလက်အနားယူထားပါဦးကြောင်းကြတဲ့စိတ်တွေဟန်မြင်တဲ့စိတ်တွေပြင်ဆင်တဲ့စိတ်တွေအပြီးသမားများတာဆွဲသလိုရုပ်ကြီးကီးသွင်းပြီးဟန်ပြင်တာမျိုးမဖြစ်စေဘဲနဲ့ခဏလေးအနားယူထားပါဦးကိုလိုပါအဲ့လိုစိတ်တဲ့ဉာဏ်နဲ့စိတ်ကအောင်ပြုလိုက်တယ်ခန္ဓာကိုယ်တစ်ပုံလုံးအကြမ်းမြင်အောင်ပြုလိုက်ပါပြုလိုက်တဲ့အခါကျတော့မိမိရဲ့စိတ်ကိုအနေထားပြအောင်စိတ်အနေခက်အောင်ဖြစ်စေတဲ့ကိစ္စရပ်တွေများရှိသေးလားအင်ကြီးတွေတင်လွန်သလားအစိုးရတင်လွန်ရော်လွန်နေသလားအောက်ကညီလွန်ချိတ်လွန်နေသလားတစ်ဖက်ချိတ်ထားတဲ့အပေါ်မှာပြီးဖြစ်ရလားအောက်ကအခင်းတွေပေါ်မှာကြီးနှံ့မှုရှိရလားလို့အကြမ်းမြင်စစ်လိုက်ပါမိမိစိတ်ကလေးကိုခံပြီးအနားယူပြီးတော့စစ်တကယ်လို့အဖို့အထိအချိတ်ဆက်ဖြစ်နေနန်းတင်ပြီးတော့စိတ်ဘဝင်မကြပဲနဲ့စိတ်တင်နေတတ်တယ်အဲ့လိုဖြစ်နေဘယ်အချက်လဲလို့ဘယ်အကြောင်းရလဲလို့သိအောင်ကြိုးစားပြီးတော့စိတ်ထဲမှာကျေနပ်တော့အောင်အခုနေမှာပြင်ဆင်ခွင့်ရှိပါတယ်ပြုပြင်ခွင့်ရှိပါတယ်စိတ်တိုင်းကြစိတ်ကျေနပ်အောင်တနည်းအားဖြင့်ဆိုလို့ရင်ငါလို့ထင်နေတဲ့တကြငါဒုက္ခရောက်နေတယ်ငါဘယ်လိုဖြစ်နေဖြစ်မစိုးလို့စိတ်ရှင်းနေအောင်ပြင်ဆင်မှာငါဆိုတဲ့အယူဆဒိဋ္ဌိကိုခန္ဓာအိမ်မှာမောင်းချထားမှာဘယ်နေရာမှငါမပါသေးဘူးအဲ့လိုပြီးတော့မိမိထိုင်တဲ့ခန္ဓာအိမ်ကိုပြန်စစ်မယ်မိမိခန္ဓာအိမ်အပေါ်ပိုင်းကိုစစ်တဲ့အခါမှာမိမိထိုင်နေကြအတိုင်းထိုင်တာတဲ့မရတော့ဘူးကျို့ဆိုလို့ရှိရင်ကိုယ်ထိုင်တတ်တဲ့အတိုင်းကိုယ့်အကိုကြည်နပ်ပြီးလို့ထိုင်တဲ့အထိုင်ဟာနည်းနည်းလေးကြာလာတဲ့အခါကျတော့ရုပ်ကြီးကနောက်လန်သွားပထမအစတော့ကိုယ့်အနေကိုတော့ဖြောင်းမှပြီးတော့ကျဉ်းနေသလိုသို့တော့ထိုင်တဲ့အရိယာပုဂ္ဂအချိုးအစားရခန္ဓာရင်အချိုးအစားရနောက်လန်သွားတတ်တယ်နည်းနည်းလေးလန်နေတဲ့သဘောကိုယ်တဲ့ထင်ပြီးတော့နေတော့အစတော့နည်းနည်းလေးထိန်းထားလို့ရတာပေါ့မသိမသာနှုတ်သေးတယ်ကြာနေတော့မထိန်းနိုင်တော့ဘူးဇောကပန်းလာတော့လျှော့လိုက်တော့ရုပ်ကြီးနောက်လန်တော့ကိုယ်လက်တစ်ဖက်တော်မှအာပစ္စည်းမှမပါဘဲနဲ့လက်တစ်ချောင်းမြောက်ကြည့်ပါမြောက်ကစားတော့ဟုတ်တာပေါ့ကြာနေတော့လက်တစ်ချောင်းကအလွန်လေးလိုက်မမြောက်နိုင်တော့ပင်ပန်းအခုလက်ဒီလိုပဲနုနေတဲ့စိတ်ကလေးအနုကလေးကခန္ဓာရင်ကိုထိန်းထားတာမရှိပါသေးနဲ့စစ်ပါမိမိထိုင်တဲ့ခန္ဓာရင်ကိုစိတ်နဲ့ထိန်းထိုင်ရတာမျိုးထိန်းပြီးတော့အားစိုက်ထိုင်ထားတာမျိုးအားစိုက်ပြီးတော့ထိုင်နေတာမျိုးမဖြစ်ပါသေးနဲ့စိတ်ကဘာလုံးမလုပ်ဘဲနဲ့အနားယူလိုက်ပါဒီအဲ့လိုနေရနေပြီးတော့စိတ်ကခါကိုသွားညှစ်ထားသေးလားခါကြီးကျင်းထားတာလှုပ်ထားသလားအကျင့်ပါနေတာပေါ့လေထိုင်နေကြအကျင့်ပါပထမတော့နှုတ်တယ်နောက်တော့လေးလံတော့အဲ့ဒါကြီးပင်မန်းဇောတက်လာလိမ့်မယ်ခါကြီးကိုစိတ်နဲ့တင်းပြီးတော့ညှစ်ချုပ်ထားတာမဖြစ်စေနဲ့အကျော်ဒီခါကျော်ကြီးတင်းနေအောင်စိတ်နဲ့တင်းထားတာမျိုးမဖြစ်စေနဲ့အဲ့လိုဖြစ်လာခဲ့တော့ပါခဲ့ရင်စိတ်ကိုဖြီချထားလိုက်လျှော့ချထားလိုက်ပါစိတ်ကိုအနားယူလိုက်ပါဘုရားလိုတင်းအောင်ပြုလုပ်တဲ့အလုပ်ကိုအနားယူလိုက်စိတ်ကိုတင်းနေအောင်လုပ်တဲ့လုပ်ကိုဖြီထားကြလျှော့ထားကြဘာမှမပြုတော့ဘူးစေတနာစွန့်ချဖြီချတကယ်လို့
ကြောကုန်းကြီးကိုနောက်ကျောတွေကိုထောင်ထားတာခန္ဓာအင်ကြီးအပေါ်ပိုင်းကြီးကိုတန်းတန်းထောင်ထောင်ကြီးလောက်တာမလုပ်ရဘူးစိတ်နဲ့ထိုင်တဲ့အလုပ်ဆိုတာဘယ်နေရာမှမပါပါသေးနဲ့မဖြစ်ပါသေးနဲ့ခန္ဓာအင်အပေါ်ပိုင်းထောင်နေတာကိုလည်းကြောကြီးတင်းတာအောင်ထောင်တာအောင်အပေါ်ခန္ဓာအင်ကြီးကိုတင်းတင်းထောင်ထောင်တန်းတန်းကြီးဖြစ်အောင်အဲ့လိုစိတ်နဲ့မကြွညှစ်ချုပ်ပြီးတော့ပြီးတော့တွန်းထားတာကိုမလုပ်ပါနဲ့သူ့အလိုက်စဉ်သူ့ဘာသူခန္ဓာအင်ဟာပဂရိကင်းနေပါသည်စိတ်ကင်းနေပါသည်စိတ်ရဲ့ပြုပြင်မှုကင်းနေပါသည်စိတ်ကအနာယူပါအာယူပါဖြစ်ပါဦးဇင်းကဒီကစိတ်ခိုင်းနေတဲ့အချိန်မှာကြာကြာနာနာဖြစ်ပါဆရာပြောတာဘေးချပြီးကိုလုံးတတ်တယ်လို့နေတတ်တယ်လို့ရှောက်မလုပ်ပါနဲ့ဆရာဘာညွှန်ကြားနေတယ်မိမိဘာလိုအပ်တယ်လဲဆရာလိုချင်တဲ့ပုံစံနဲ့မိမိဖြစ်နေတဲ့အံလွဲနေသလားအဲဒါဆရာလိုချင်တဲ့ပုံစံဖြစ်အောင်ဘယ်လိုပြုပြင်ပေးရမလဲဘယ်လိုပြန်ပြီးတော့ဖြည့်ဆည်းပေးရမယ်ဆိုတာဒါကိုသိသေးပါဒုတဲ့ခိုင်မာတဲ့ဒီခန္ဓာအိမ်တော်မှာတန်ရေးစင်ကြတဲ့အိန္ဒြေမတိဆောက်နိုင်ပရမအာယုရှိဖို့ဆိုတာလုံးဝမအားသာဘူးမသိတော့ဘူးသိပါဦးရင်းပြောတဲ့အချိန်မှာသိပါစိတ်ကဘယ်နေရာကိုတာဝန်ထမ်းဆောင်ပြီးတော့ကြောကြီးတင်းထားတယ်ထောင်ထားတယ်ခါကြီးညှိထားတယ်ချုပ်ထားတယ်စိတ်နဲ့တင်းပြီးဆုတ်ထားတဲ့ကိစ္စအကျော်တွေတင်းနေအောင်လုပ်ထားတာအဲ့ဒါမရှိဘူးအဲ့ဒါကိုစိတ်နဲ့ဆုတ်တယ်ညှစ်တယ်ချုပ်တယ်လို့ပြောတာစိတ်ကြီးတင်းထားတာပေါ့ခါကြီးကိုစိတ်နဲ့တင်းထားတာကြောကြီးကိုစိတ်နဲ့ထောင်ပြီးတင်းပြီးတော့တွန်းထားတာအဲ့ဒါမျိုးမလုပ်ပါနဲ့အဲ့ဒီလိုမလုပ်ဘဲနဲ့ထိုင်တဲ့ခန္ဓာရင်ဟာသူ့ဘာသူအလိုက်သိနေပါသည်အဲ့လိုနေတဲ့အခါမှာကိုယ်ကြသွားသလားစိုက်ကြသွားသလားလန်သွားသလားလန်လာမယ်ဆိုတော့တဖြည်းဖြည်းနောက်ဆွဲသွားမယ်စိတ်လျှော့ရတာပထမတော့စိတ်နဲ့စောက်ပြီးတော့ငြိမ်းတာပေါ့စိတ်ကအားပြီးတော့အနားယူလိုက်ပြီးလျှော့ချတဲ့အခါကျတော့စိတ်ကအနားယူတော့ဇောကြသွားပြီးတော့နောက်စောက်တည်ကြတဲ့ဇောကြောင့်ငြိမ်နေတဲ့ခန္ဓာအင်းကြီးကဇောလဲလျှော့ချလိုက်ဟောသူ့ဘာသူရိုင်းရိုင်းသွားလိုက်အဲ့မှာကြည့်တကယ်လို့နောက်ကိုလန်နေဆိုရင်ငကိုထိုင်တဲ့အရိယာပုဒ်ဒီရှေ့ကိုနည်းနည်းလေးစိုက်ထိုင်ပြီးပါနည်းနည်းလေးစိုက်ထိုင်ရင်းနဲ့စိတ်ကိုလျှော့ပြီးလှုပ်ပေးလိုက်ပါတဖြည်းဖြည်းလှုပ်ပါဇိုးကနေဇက်ကနေပြက်ကနေမလှုပ်ပါနဲ့သူ့ဘာသူခန္ဓာကိုယ်ရဲ့ပဂရိတည်ငြိမ်တဲ့ဂုံကိုလိုချင်လို့သူ့ရဲ့ပဂရိအတိုင်းမှာလိုအပ်တာကိုအခုနေခါမှာပြင်ဆင်ဖြည့်ဆည်းပေးပါပဂတိဘလောက်ကြာနေနေသူ့ဘာသူတဖန်ပြန်လဲပြုပြင်ပြောင်းလဲခြင်းမရှိတဲ့ပဂရိတိုင်းခံခိုင်းပြီးမြဲနေတဲ့အိန္ဒြေကိုလိုချင်ပါတယ်အဲ့ဒီတော့မှစိတ်ကဒီယူကြီးကိုစွန့်ထားကြလို့ရမယ်တို့ရှင်တက္ကဒိဋ္ဌိရာကငါခန္ဓာကိုယ်ငါတင်းထားလို့ငါထိုင်ထားလို့ဆိုလာပြီးဆွဲနေရင်မဲ့ကိစ္စဆောင်ရွက်လို့မရတော့ဘူးဒီကသတိထားပါစစ်ပါအလိုက်တဲ့အနာယူပြီးတော့စစ်ပါအဲ့ဒီကနေပြီးတော့လက်ပြင်းတွေကိုစိတ်နဲ့တင်းထားသလားညှစ်ထားသလားစိတ်ကမအားပဲနဲ့နည်းနည်းလေးပြီးတင်းထားတာရှိသလားလက်ပြင်းတွေကိုလိုရတဲ့ပုံပြီးထောင်အောင်တန်းတန်းကြီးလှုပ်ထားတာရှိသလားပကုံးကြီးကိုညှစ်ထားတာရှိသလားညှစ်ထားတာရှိရင်အဲ့ညှစ်ထားတဲ့စေတနာစိတ်ကြီးတင်းထားတာပေါ့စိတ်နဲ့ဆောင်ရွက်ပြီးတော့ဒါလည်းပကုံးနေတင်းနေအောင်လုပ်ထားတာအဲ့ဒါကိုလျှော့ပေးလိုက်အဲ့ဒီအလုံးမလုပ်ဘဲနဲ့တရားမထိုင်တော့အလာကားထိုင်နေတဲ့အတိုင်းစိတ်ကလေးကအားပြီးဟိုကျင်းထားတော့စိတ်ကမအားဘူးညှစ်ထားတယ်ချုပ်ထားတယ်ဆိုတော့မအားဘူးအလုံးလုံးနေအခုအလုံးမလုံးနေတော့စွန့်လိုက်တော့အနာယူပြင်ဆင်လိုက်တော့အဲ့လိုနေလိုက်တော့ခေါင်းကြီးကပိုစိုက်ကြသွားလားအဲ့ဒါဆိုရင်ငကိုထားတဲ့ခေါင်းကနည်းနည်းလေးရှိကိုစိုက်နေတော့စိတ်လျှော့ချတော့အောက်စိုက်ကြရတယ်အဲ့လိုဆိုရင်နောက်ကိုနည်းနည်းလေးအသာလမ်းခါကြီးရှိစိုက်နေတယ်ဆိုရင်နောက်ကိုနည်းနည်းလေးလမ်းနောက်လမ်းနေတယ်ဆိုရင်ခါလေးကိုရှိနည်းနည်းစိုက်ပြီးတော့သူ့လိုက်တယ်လေသူတဲပြီးသူ့လိုက်တယ်လေသူတဲတာတဲပြီးသူ့ပဂရိတိုင်းငြိမ်ရင်လားလို့သဘောဉာဏ်နဲ့အကဲခတ်ကြည့်စိတ်နဲ့ဆောင်ရွက်မှုငြိမ်အောင်တည်တံ့အောင်စိတ်နဲ့ဆောင်ရွက်မှုကင်းပြီးတော့သူ့ရဲ့ပဂရိတိုင်းရောငြိမ်ရင်လားဘယ်လိုများဆွဲတယ်ဘီကိုရိုင်သွားတဲ့သဘောကိုဆွဲသလားရှေ့ကိုစိုက်တဲ့သဘောကိုဆောင်နေလားသို့မဟုတ်နောက်ကိုလန်တဲ့သဘောကိုဆောင်နေလားသူ့ရဲ့ပဂရိဘယ်မှရိုင်ရင်ရွဲ့ခြင်းလန်ခြင်းစောင်းခြင်းမဆောင်ဘဲနဲ့ပဂရိတိုင်းနေရသူ့ပဂရိတိုင်းနေရအဲ့လိုနေရနေဟာဒီယုတ်ကြတဖြည်းဖြည်းရော့ကြဤကြသွားတယ်မဟုတ်ဘူးငကိုလိုလာတဲ့ပူပြီးဆောင်ရွက်ထားတဲ့ဇောတွေကြတော့အကျော်တွေရော့ပြီးနည်းနည်းလေးပြော့ကြတာလေနည်းနည်းလေးပြော့ကြသူ့ဘာသူကြလိုလာတဲ့ပူပြီးကိုးကြတော့လည်းမဟုတ်ဘူးအလိုက်သိမ့်လေအနေတော်လေးကြပါလေကောင်းကလိုလာတဲ့အနေတော်တဲ့ပူပြီးနည်းနည်းလေးဆောင်ရွက်ထားလို့အခုသေဒနာကိုလျှော့ချတဲ့အခါကျတော့အနေတော်လေးပြန်ကြပါလေပြုပြင်ကြမလို့တော့ဘူးသူ့ဘာသူပဂရိခိုင်ခံသွားလိမ့်ဒိဋ္ဌာသိနော်ကိုယ်စိတ်ကိုယ်စိတ်တော့စိတ်ကအားပြီးနေရလားမအားပဲနဲ့ဘာတွေလုပ်နေတာလဲ။ခေါင်းကြီးထောင်ထားအောင်တင်းထားအောင်လုပ်သလား။ပကုံးကြီးညှိပြီးချုပ်ထားသလား။
ရင်းကြီးခေါ်ပြီးမော်ထားသလားခါကြီးကိုချုပ်ထားသလားစိတ်နဲ့ယူကြီးကိုဆွဲထားသလားတောထားတာလားညှိပြီးချိုးပြီးမထားသလားအုပ်ထားသလားစိတ်တွေနဲ့အကျော်တွေတင်းအောင်တကူလုံးကိုတဏှာရာကိုနည်းနည်းဖြစ်ဖြစ်များများဖြစ်ဖြစ်ဆောင်ရွက်ထားမှုတွေကင်းပြီးတော့တန့်ရှင်းတဲ့အိန္ဒြေဖြစ်ပါလေပိုင်ရှင်မရှိတဲ့သဘောယုတ်ကြီးလို့အသက်မရှိတဲ့ခန္ဓာကြီးလို့ကြောက်တုံးကြီးလို့အသက်မရှိတော့စိတ်မရှိတော့စိတ်ရဲ့ပြုပြင်မှုမရှိဘဲနဲ့နေတဲ့အိန္ဒြေအဲ့ဒီပုံစံမျိုးကိုလိုချင်တယ်မိမိရဲ့အိန္ဒြေတည်ဆောက်မှုဆရာလိုချင်တဲ့ပုံစံနဲ့ကိုက်ညီအောင်လိုအပ်တယ်လို့ပြင်ဆင်ဖြည့်ဆည်းပေးပါစစ်ဆေးပါစစ်ဆေးပါအနာယူပြီးတော့အားပြီးစိတ်ကလေးကအားပြီးတော့အလုတ်ရှင်းတယ်ခန္ဓာရင်ကိုငြိမ်းအောင်ထိန်းထားတဲ့ဆောင်ရွက်ထားတဲ့စောင့်ရှောက်ထားတဲ့အလုတ်ကင်းပြီးတော့တန့်ရှင်းပြီးစိတ်ကလေးပေါ့သွားနေပရိထားကြီးတော့စိတ်ကအာနတရားမထိုင်တော့အလကားထိုင်နေတာပဲဒီတိုင်းကြီးအလကားထိုင်နေတဲ့အတိုင်းလေးကိုစိတ်ကအားပြီးတော့ထိုင်အဲယုတ်ကလည်းတပံရချင်းရွက်ချင်းလမ်းချင်းစောင်းချင်းမရှိဘူးအဲ့ဒီသဘောကိုလိုချင်တယ်ဆရာလိုချင်တဲ့ပုံစံရောက်ပြီလားဆရာဖြစ်စေခြင်းတဲ့အတိုင်းဖြစ်နေရလားဆရာပုံစံချထားတဲ့အိန္ဒြေကိုရောက်ပြီလားသို့မဟုတ်ဘာများလွန်သေးလဲဘာများလိုသေးလဲဘာများလွဲသေးလဲသိအဘုဇရာရဲ့အပြည့်ကင်းစွာထုလုပ်ထားတဲ့တန့်ရှင်းတော့အပြင်းနဲ့စိတ်တိုင်းကြည့်တော့ရိုင်တန်ရွက်တာလန်တာကောင်းတာမရှိဘူးအယုတ်ကဘယ်ဘက်ကကြည့်ကြည့်ပဂရိကြောက်မှတဲ့သဘောရှိစိတ်နဲ့ပြုရင်ထားတာမရှိအဲ့တော့မှတန်ရှင်းပြီဆိုဗီဒီယိုနဲ့ထည့်တော့ဒီယုတ်ကထည့်တဲ့အတိုင်းပဲနေတာပဲနောက်မလုပ်တော့ရိုင်တန်ရွက်တာမရှိတော့အဲ့ဒါမျိုးလိုချင်တယ်ပဂတိအိန္ဒြေခေါ်ပါတယ်စိတ်နဲ့အောက်တည်မှုမရှိဘဲနဲ့ရုပ်ဤပဂတိတက်တဲ့အတိုင်းတည်နေတဲ့နောက်တစ်ပံပြန်ရန်ကြီးရွက်ခြင်းမရှိတော့ဘဲနဲ့တည်ငြိမ်နေပြီးတော့သို့လိုခိုင်ခန့်နေမဲ့အိန္ဒြေအဲ့ဒီပုံစံမျိုးကြောင့်အိန္ဒြေကိုစောက်ရှောက်ပါစောက်တည်ပါအိန္ဒြေတို့ကြာနာစေရိုးယောဂီတွေကကိုယ့်အဖို့တော့မှန်းနေထင်တာမားတယ်မှန်းတယ်ဆိုတာတရားထုတ်တဲ့ပုံမှာမူတည်တယ်ကိုယ့်အဖို့တော့မှန်းနေထင်တယ်ပေါ့တရားထုတ်တဲ့ပုံကအိန္ဒြေမတန့်ရှင်းမှုတင်အကဲခတ်ပါအကဲခတ်ပြီးတော့လိုအပ်တယ်လို့ရင်စင်ပေးပါအိန္ဒြေနည်းနည်းလေးမှမမားသေးနဲ့နည်းနည်းလေးမားရင်နည်းနည်းလေးအပြည့်နဲ့မကူသဂရိတန့်ရှင်းပြီးတော့နေပါအဲ့ဒီကနေပြီးတော့နောက်တစ်ခါမျက်နှာပြင်ကမျက်နှာကြောတွေပါလျှော့ချမမြင်တဲ့မျက်စိကြီးနဲ့မျက်မှောင်ကြီးကော့ပြီးတော့ကြည့်နေအဲ့ဒါမဆိုင်ဘူးအဲ့ဒီမှာဇောတက်အဲ့ဒါလောဘဇောဒေါသဇောသောကဇောတွေအခုဦးဇင်းကမဲ့ဇောသွားတော့ပါဆိုတော့မလိုလားအပ်တဲ့ဇောအလင်းတွေကိုဆုံးလိုက်ပါမလိုလားအပ်တဲ့အကျင့်မန္တမျက်စိနဲ့ရှုရမဟုတ်တော့ဘူးညာနာစက္ခုနဲ့မျက်စိနဲ့ရှုရတော့မှာမန္တမျက်စိဆိုတဲ့အသာမျက်လုံးကြီးအရာမဟုတ်တော့ဘူးအဲ့ဒါကိုမျက်လုံးကြီးနဲ့တွားပြီးမျက်မှောင်ကြီးကြောက်ပြီးတော့တွားကြည့်မဟုတ်ဘူးမားနေပြီအဲ့ဒီကျင်မာပြီဉာဏ်တက်တဲ့တတိဉာဏ်ပညာတက်နဲ့ရှုရမယ်လို့သိထားပါဒီဘက်မှာအာနာပါနရှုတာမလုပ်ရတော့ဘူးဝေဒနာမတက်လာလို့သက်သာအောင်ပြုပြင်ပြီးတော့ပါတဲ့အလုပ်မလုပ်ပါနဲ့တော့အဲ့ဒီလိုလုပ်မယ်ဆိုရင်မိမိရဲ့ရှေ့တက်လမ်းမက်ဖို့တားတဲ့မက်တားဖို့တာဖြစ်သွားပါလိမ့်မယ်သူ့အစင်းနဲ့သူ့အကျင့်ပါတန်ရှင်းပြီလားတန်ရှင်းပြီဆိုလို့ရှိရင်အဲ့ဒီတိုင်းလေးထားလိုက်စိတ်ကလည်းအားခန္ဓာအင်ကလည်းပိုင်ရှင်မရှိတဲ့အတိုင်းဟာလားအကောင်ချွတ်တဲ့အတိုင်းလေးလွတ်လွတ်ကလေးတည်ထားတာဉာဏ်ထဲမှာသိဉာဏ်နဲ့သိတယ်မိမိကိုမိမိဉာဏ်နဲ့သင်ခြင်းမဲ့ဆိုရင်အပြည့်ကင်းပြီးတော့တန်ရှင်းတာထုတ်ရတဲ့ဘဝယုတ်ကလေးအသက်မရှိတဲ့သစ္စာယုတ်ကလေးကြောက်တုံးလေးလိုဖြည့်ပြီးတော့ငြိမ်းတဲ့သဘောလေးအဲ့ဒီသဘောလေးကိုပေါ်နေရဲ့လားအဲ့ဒီသဘောဆောင်ရလားလို့ဉာဏ်ထဲမှာပေါ်ရဲ့လားဉာဏ်မြင်ရောရှိရဲ့လားမတန်ရှင်းတဲ့အိန္ဒြေဆိုစိတ်ကတင်းထားတယ်ခေါင်းလေးတင်းထားတယ်ပခုံးလေးညှင်ထားတယ်ဒီမှာလေးမောခေါ်တာခါလေးနည်းနည်းတင်းထားတယ်ဒီမှာကြီးအဲ့ဒါလို့သွားလောက်တာအဲ့ဒါပဂတိအိန္ဒြေမဟုတ်တော့ဘူးစိတ်နဲ့ပြုပြင်တဲ့အိန္ဒြေသက်ကာယတို့ရဲ့အိန္ဒြေသက်ကာဒိဋ္ဌိငါးယုတ်ကြီးဆိုပြီးတော့အစိုးရကြီးပါဒိဋ္ဌိဇွဲပါပြုထားတဲ့အိန္ဒြေကြီးအဲ့ဒါမမှန်ဘူးအင်းအိန္ဒြေကူးမှာတန်ရှင်းပါဟုတ်ပြီခေါ်ပါရုပ်ကလေးလို့ပိုင်ရှင်မရှိတဲ့ကြောက်စိတ်ရုပ်ကလေးလို့တော်ရရကြောက်တုံးကြီးလို့သင်္ကုတ်ကြီးလို့သူ့ဘာသူပိုင်ရှင်မရှိဘဲငိုးတုတ်ကြီးလေးတိုက်တဲ့မိုးရွာ
သူ့ဘာသူဒီတိုင်းကြီးပဲနေတယ်ဒီခန္ဓာအင်ကြီးကိုလည်းဒီသဘောမျိုးရောက်အောင်ထားပါရှင်းပြီလားညာထဲမှာပေါ်ပြီလားအဲ့ဒီအိန္ဒြေတို့ရောက်ပြီလားဖြစ်ပါအဲ့လိုသဘောပေါ်ပြီဆိုလို့ရှိရင်တရားရှုမယ်အဲ့ဒီတိုင်းကနေပြီးတော့တရားရှုမယ်ဆိုထားပြီးဟိုလိုဒီလိုဘာမှလုပ်တာမဟုတ်ဘူးဒီတိုင်းပဲစိတ်ကလည်းဒီတိုင်းလေးပဲနေမယ်ခန္ဓာအင်ကလည်းဒီတိုင်းလေးပဲငါဘုံပုံစံမပြည့်စည်နဲ့ဘာမှအပေါ်လုပ်တာမပါဘူးတတိဉာဏ်ပညာကပရိထားတယ်ဆိုပြီးတော့ဟိုလုံးဒီလုံးယုံတလာပေါ့ဘူးဒီတိုင်းပဲခန္ဓာအင်ကဒီတိုင်းလေးပဲနေတာငါဘုံအိန္ဒြေအတိုင်းပဲရှိနေမယ်တတိဉာဏ်တက်ကလေးနဲ့အာမြန်ဒီခန္ဓာအင်ကြီးကစိတ်ကူးနေတယ်အာရင်းမြန်တွေးနေတယ်ဘယ်အချိန်မှကြံစည်တဲ့စိတ်တွေပေါ်လာလဲလို့သိအောင်သတိထားပါသတိထားရုံလေးပဲဉာဏ်နဲ့ပိုင်းခြားသိပြီးသတိထားပါမူလအိန္ဒြေကိုသွားမထိလိုက်ပါနဲ့စိတ်တွေဟိုယုံဒီယုံအလင်းတွေတက်ပြီးတော့ရုပ်တွေဇောတွေကတ်သွားမယ်အဲ့ဒီလိုမသက်ရောက်စီနဲ့မကြရောက်စီနဲ့ဉာဏ်နဲ့တတိရဲ့ပညာဉာဏ်ရဲ့ဒီသုံးချက်ခနဲ့ပဲသတိထားရည်ဆွေးနွေးတိုင်မှုမရှိဘဲနဲ့အလိုလိုနှလုံးသွင်းနေတဲ့စိတ်တွေဘယ်ချိန်ထွက်လာတယ်လဲဘယ်အကြောင်းအရာနဲ့ခံပြီးတော့ဘယ်စိတ်တွေထွက်လာတယ်လဲသိအောင်လေးဉာဏ်နဲ့ပဲသိတာပါဟိုနေရာသွားသိတယ်ဒီဘက်ထွက်သိတယ်ရင်ဘတ်ထဲထိုးသိတယ်မပါဘူးခေါင်းထဲသွားသိတာလည်းမပါဘူးရင်ကြိုက်လည်းအောင်မပြုပါနဲ့ရင်ကြိုက်ကြီးအောင်မပြုပါနဲ့ခန္ဓာကိုယ်ဒိဋ္ဌရံတရားအကောင်ထဲကြီးကိုဘယ်နေရာကစိတ်ထွက်တယ်ဆိုမှန်းပြီးတော့လည်းမရှုပါနဲ့ရင်ကြိုက်တယ်လည်းအောင်မပြုပါနဲ့စိတ်သက်တာသိရမှာပါရုပ်ကိုအာရုံမယူပါနဲ့စဉ်းစားတဲ့စိတ်ကလေးပေါ်လာပြီလားသတိထားလိုက်ရင်ကြည်ပြတ်သွားရင်ချုပ်သွားသတိထားလိုက်ပြီးတော့ပြီးလာအောင်နောက်တစ်ခါကြံစီတဲ့စိတ်ကလေးပေါ်သွားစိတ်သက်ချင်းစိတ်ချင်းရှုပါတဲ့အခါမှာရုပ်ကိုအာရုံမယူပါနဲ့သတိထားရင်ချုပ်ရင်ပြောက်သွားတယ်သူ့ဘာသူဖြစ်ပြီးတော့သူ့ဘာသူဖြစ်တယ်အဲ့လိုဖြစ်လို့ပြည့်သွားချုပ်သွားတော့နေလားဆိုမနေနောက်တစ်စိတ်စဉ်းစားတဲ့စိတ်ဒါကြောင့်စဉ်းစားတဲ့စိတ်ကလေးတိုင်ပင်ဆွေးနွေးမှုမရှိဘဲနဲ့ပေါ်လာတာသတိထားကြောင်းရတစ်ခုနဲ့ဆွေးနွေးတိုင်ပင်မှုမရှိဘဲနဲ့ရွယ်ချက်မရှိဘဲနဲ့အလိုလိုထပေါ်လာတဲ့သဘောပါလားဥပဒတိုင်းအခုပြည့်နေတဲ့သဘောငါဖန်တီးတာမဟုတ်ငါကြံစည်မဟုတ်ဘဲနဲ့သူ့ဘာသူနှလုံးသွင်းနေပါလားသူ့သဘောသူအာယုံကိုယူရှာပြီးတော့နှလုံးသွင်းပါလေနှလုံးသွင်းနေတဲ့သဘောပါလားလို့ငါမဟုတ်ပါလားလို့ငါစဉ်းစားနေတာမဟုတ်သူ့သဘောသူဖြစ်စဉ်းစားတတ်တဲ့မျိုးကငကိုတွေကပါဥပဒဆွဲတတ်တဲ့မျိုးကအတိတ်ကပါလာတယ်ဆွဲပြီးတော့အခိုးပြန်အဲ့ဒါကိုပဲစဉ်းစားနေတာခေါ်တယ်အတိတ်မရှိတော့တဲ့အာယုံကိုအရှိတဲ့နှလုံးသွင်းဒီသဘောနဲ့သဘောဉာဏ်နဲ့မှမြင်ပြီးတော့ရှုရမယ်ရှေ့စိတ်ဖြစ်ဖြစ်နောက်စိတ်မှတ်ဆိုပြီးတော့မက်လို့ချင်းတော့အတင်းအဓမ္မလိုက်တာနဲ့အတ္တကိလပဋ္ဌာတိယောကသီလပရာပရမတ္တအကျင့်မှားကြီးအခုကသဘောသဘာဝအကြောင်းကျိုးကိုသိလို့သိအောင်ရှုတာဖြစ်ဖြစ်ပြင်လို့လည်းမဟုတ်ဘူးနိဗ္ဗာန်လိုချင်လို့လည်းမဟုတ်ဘူးမလိုချင်လို့လည်းမဟုတ်ဘူးရွေချက်မရှိဆွေးနွေးတိုင်ကုန်မရှိပဲနဲ့အလိုလိုနှလုံးသွင်းတာဟာငါမဟုတ်ငါကိုဓမ္မအလုပ်ဒီဓမ္မဘာဓမ္မအနတ္တဓမ္မလားအတ္တဓမ္မငါဆွေးနွေးတယ်ဆိုငါကြံစီတယ်ထားတော့အခုမိမိကအကြောင်းအရာတစ်ခုနဲ့အကြောင်းခံပြီးတော့ဏိဒံထားပြီးနှလုံးသွင်းကြံစီနေတာမဟုတ်ဘဲနဲ့မမျောလင်းပဲနဲ့အတိတ်ကအောင်စဉ်းစားလိုက်အနာကအောင်စဉ်းစားလိုက်သူ့ဘာသူဖြစ်နေတဲ့သဘောပါလားလို့သိအောင်လို့အကဲခတ်ရှုပါသူ့ဘာသူပေါ်လာနော်သူ့ဘာသူပေါ်လာတာအတိတ်အကြောင်းစဉ်းစားတဲ့စိတ်ကလေးပေါ်လာလိုက်သတိထားလိုက်သူ့ဘာသူဖြစ်သွားတဲ့သဘောကိုသိထားပြီးတော့သတိထားသူ့ဘာသူပြက်သွားပြက်တက်ပြီးတော့နောက်တော့ပျောက်သွားဒီတိအောင်ရှင်းအောင်သိထားပြီးရတယ်မပြီးနောက်တစ်ခါအနာကအကြောင်းစဉ်းစားတဲ့ကလေးပေါ်ပါဗျာတိုင်ပင်ဆွေးနွေးမှုရှိပဲနဲ့အလင်းမပြတ်ဇက်တိုက်ပေါ်တော့တာငါဖန်တီးတာမဟုတ်သူ့သဘောပါလားနန္တရားသူ့ဘာသူအကြောင်းခံပြီးတော့ဥပါဒံအခိုးပြန်နေတဲ့သဘောပါလားလို့သိအောင်သဘောပေါ်အောင်သဘောမြင်ရင်လို့အနတ္တဓမ္မဖြစ်ကြောင်းအတ္တဓမ္မမဟုတ်ကြောင်းသိကျင်လို့ရှုတာသိကျင်လို့သတ်ကျင်လို့လိုက်တတ်တာမဟုတ်အတ္တကိလပဋ္ဌာနိယောဂအကျင့်ဖြစ်တော့ကြည်ပါသူပါသူတတိလိတ္တာနဲ့ပြန်ပေါ်လိုက်မယ်ပြန်ပေါ်ရင်သားအကြောင်းစဉ်းစားတဲ့စကလေးပေါ်လာလိုက်တတ်တာမဟုတ်လိုက်ဘာနောက်ဖြစ်ပြလည်းမလုပ်ပါနဲ့သားအကြောင်းစဉ်းစားတဲ့စကလေးဖြစ်လာတဲ့သဘောကိုသိပါ
ဖြစ်တယ်လို့သွားမလို့လည်းနောက်စိတ်ဖြစ်သွားမယ်တတိထားလိုက်တဲ့အခါကျတော့ตาကြောင့်စဉ်းစားတဲ့စိတ်ကလေးပြက်သွားတယ်ပြက်သွားတဲ့ပျောက်သွားတဲ့သဘောဓာတ်သိပါပြက်တယ်လို့သင်ညာမပေးပါနဲ့ပညာဖြင့်ပိုင်းခြားသိပါပညာအရာမှာသင်ညာမရောပါနဲ့ဦးဇင်းကဒီကရှုခွင့်ညွှန်ကြားပေးနေတော့ဖြစ်တယ်ဖြစ်တယ်ပါတာမိမိအရာကြတော့သင်ညာနဲ့ဖြစ်တယ်ဖြစ်တယ်မမှားဘူးပညာနဲ့ဖြစ်လာတဲ့သဘောရွေးချယ်မရှိဘဲနဲ့ဥပါဒံအဖို့ပြန်တဲ့နာခန္ဓာဥပါဒံခန္ဓာအလုံးလုံးဖြစ်လာတဲ့သဘောသူ့သဘောသူဖြစ်လာတယ်လို့သူ့ဘာသူလဲချုပ်သွားပါလားပျောက်သွားပါလားလို့မမြဲပါလားလို့သူ့သဘောကိုသိအောင်ရှုပဲခိုင်းနေတာအဲ့ဒါပိုင်းခြားရှုနေတာပညာနဲ့သင်ညာနဲ့မရောစင်နဲ့သတိထားရှုပါလိုက်မရှာနဲ့နောက်တစ်စိတ်မမျောနဲ့သုဘသူပေါ်လာလိုက်အတိတ်ကြောင့်စဉ်းစားတဲ့စိတ်ကလေးသမီးကြောင့်စဉ်းစားတဲ့စိတ်ကလေးတငယ်ချင်းအကြောင်းစဉ်းစားတဲ့စိတ်ကလေးအဖေကြောင့်စဉ်းစားတဲ့စိတ်ကလေးသတိထားကြည့်လေချုပ်သွားတယ်ပြက်သွားတယ်ပျောက်သွားတယ်သဘောကိုရှင်းအောင်သိသဘောကိုရှင်းအောင်သိလိုက်မသတ်နဲ့သတ်ခြင်းတဲ့စိတ်နဲ့လိုက်မသတ်နဲ့သိအောင်ရှုတာချုပ်သွားတာသူတော့ကိုလိုက်သလို့ချုပ်ခြင်းလို့မလုပ်ပါနဲ့တရားကိုအတ္တကမလုံးနဲ့သိအောင်ရှုတာဖြစ်တာလဲသူ့သဘောသူ့ဘာသူဖြစ်မျိုးပြက်မျိုးလေးသူ့ဘာသူဖြစ်မျိုးပြက်မျိုးမှန်သိအောင်ရှုတာဖြစ်လာတာကလည်းဆွေးနွေးတိုင်ပင်မှုမရှိငါမဟုတ်ငါဖန်တီးတာမဟုတ်ဖြစ်အောင်ငါဖန်တီးတာမဟုတ်ဘဲနဲ့အလိုလိုဖြစ်လာတဲ့သဘောလို့သိကျင်လို့ရှုတာအလိုလိုပြက်သွားတာသဘောလို့သိကျင်လို့ရှုတာပဲရှိရအတိတ်ကြောင့်စဉ်းစားတဲ့စိတ်သငယ်ချင်းကြောင့်စဉ်းစားတဲ့စိတ်ရွှေကြောင့်မြို့ကြောင့်စဉ်းစားတဲ့စိတ်မနေဘူးမနေတာမဟုတ်ဘူးတဏှာမနေတာတဏှာအနတ္တအာယုံအာသဝနဲ့ယူစည်းခြင်းနဲ့အမေဖေကယူစည်းခိုင်းတာလည်းမဟုတ်ယူစည်းတတ်တဲ့စိတ်တွေထည့်ပေးတာလည်းမဟုတ်ဘူးကိုယ့်အကိုယ်လည်းမျိုးမြူပြီးတော့စိုက်ပြိုးကြီးထည့်တာလည်းမဟုတ်ဘူးဘဝအစဉ်ဆက်ကပါလာတဲ့တဏှာဥပါဒံအခိုးပြန်နေတဲ့သဘောတဏှာဟာအာယုံမရှိရှိတဲ့အာယုံရှာပြီးတော့တီမနေလို့ရအဲ့တော့တဏှာအာယုံရှာနေတာသူ့သဘောတော့ငါခန္ဓာကိုယ်မဟုတ်ငါစဉ်းစားနေတာမဟုတ်ဉာဏ်နဲ့မှသဘောပေါက်စကားပြောတာမဟုတ်ဉာဏ်နဲ့သဘောတည်အရင်တော့ငါစဉ်းစားနေတာအောင်ဘယ်ဟုတ်မလဲအခုတော့စဉ်းစားတတ်တဲ့သဘောဟာဓမ္မသဘောငါစဉ်းစားတာမဟုတ်စိတ်ကငါစိတ်မဟုတ်ရှိတော့ရှိနေအခုနေကတော့တတိဉာဏ်ပညာကိမဲ့တဏှာဥပါဒံရှိပြိထားပါရှုပါစောင်းပြီးအကဲခတ်ပြီးရှုပါလိုက်မရှာနဲ့နော်သူ့ဘာသူတစ်မျိုးပြီးတစ်မျိုးတအာယုံပြီးတအာယုံသူ့ဘာသူဓမ္မဆောင်းပြီးတော့လိုရာအာယုံသူ့ဘာသူပေါ်လိမ့်မယ်သတိထားသူ့လို့တာကိုသူ့သဘောသူဆောင်းတာကိုသူ့အာယုံသူနှလုံးသွင်းတာကိုနာစိတ်ကလေးတဏှာဥပါဒံကိန်းနေတဲ့နာကလေးရှိစိတ်ကအရှုခံတဏှာဥပါဒံကိန်းနေတဲ့စိတ်အဲ့ဒီစိတ်ကလေးပေါ်မှန်သိအောင်သတိထားတာနောက်စိတ်ကအရှုညာမဂ္ဂင်ရှိပါစေသတိထားခဲခါပြီးဟိုလိုက်သတိထားတယ်ဒီလိုက်သတိထားတာမဟုတ်ဘူးနော်သတိလေးထားရုံပဲလူကောင်းထားတယ်ရင်ထဲထားတယ်ရင်ကြိုက်ထဲထားတယ်ခေါင်းထားတယ်ပခုံးထားတယ်ကြောထားတယ်မပါဘူးနာရင်လက္ခဏာရှိတဲ့အခါမှာရုပ်မပါသေးနဲ့ရုပ်ကိုအောင်ပြုနေပါတော့ဒီဘက်ကနာရှုဘက်မရတော့နာကိုသိကျင်နာကိုအောင်ပြုရုပ်ကိုအောင်ပြုနေစိတ်ကလေးဉာဏ်နဲ့ကပိုင်းခြားပြီးမိမိလိုတဲ့ဘာမှနှလုံးမသွင်းပါနဲ့မကြံစီပါနဲ့ကြံစီတဲ့စိတ်တွေကပေါ်နေဆိုလိုက်သခံနေမဟုတ်တော့မပိတ်ထားနဲ့ကိုယ်လိုနဲ့သားကြောင့်သမီးကြောင့်ရွှေကြောင့်မျိုးကြောင့်အတိတ်နာကကြောင့်မကြံစီပဲနဲ့နားလိုက်နားနေတာနဲ့မှပေါ်လာတာသူ့သဘောဟိုမျိုးကိုအောင်ခွဲပြီးမိမိနေတော့ဘာမှမကြံစီပါနဲ့ဒါပေမဲ့ကြံစီတတ်တဲ့သဘောဟာသူ့သဘောပါလားအဲ့ဒါကိုမြင်အောင်တော့ရှုပါရှုပါစိတ်ကလေးတွေတစ်မျိုးပြီးတစ်မျိုးစဉ်းစားတဲ့စိတ်ကလေးသတိလေးပြီးတော့စဉ်းစားတဲ့စိတ်နဲ့ရောမသွားနဲ့သတ္တရဒိဋ္ဌိဆက်မှဒီစိတ်တွေထွက်တာဘာကောင်းဆိုပြီးလိုက်ပိတ်ဆိုရင်ဥစ္စေတဒိဋ္ဌိပြတ်မှာအစွမ်းတစ်ပါးမလုပ်ဘူးဓမ္မသဘောလို့စောင့်ကြည့်ရင်အစွမ်းလွတ်သွားတယ်လုံးမလို့လွတ်သွားတယ်ရှိပါမယ်လို့ပဲသတိထားသူကသူတာဝိတာယုံရင်သူကသူဆောင်ပါညောမနေနဲ့ပေါ်မှာ
ရှုစရာရှားတာမဟုတ်ဘူးပေါ်နေမှာပေါ်တိုင်းသတိမလစ်တန်သိတဲ့အလုပ်ကသတိမလစ်ဖို့ရှုပါရှေ့စိတ်နဲ့တောက်စိတ်နဲ့လည်းမတူဘူးဒါကိုလည်းဉာဏ်ကပိုင်းခြားပြီးပြီရှေ့စိတ်ပေါ်ရဖို့သတိထားတာသတိပထမသားကြောင့်တော့သမီးကြောင့်တော့နွားကြောင့်လေကြောင့်တော့ကားကြောင့်အဲ့ဒီလိုအားဖြင့်သတိနဲ့တသိမတူဘဲနဲ့နေတဲ့သဘောကိုပိုင်းခြားသီးတာကပညာသည်သတိဉာဏ်ပညာသုံးချက်နဲ့ပိုင်းခြားသည်မရှိရင်ချုပ်လားချုပ်ရင်ချုပ်တယ်မရှိတော့ဘာလုပ်ရမလဲမတွေးနဲ့ဘာမှလုပ်ခိုင်းတာမဟုတ်ဘူးလုံးချင်တဲ့စိတ်ပေါ်လာတာဓမ္မသဘောပဲဘုရားသတိထားခိုင်းလိုက်မရှာနဲ့မကြံစီနဲ့ကြံစီတာသူ့သဘောသတိထားပါခန္ဓာအိမ်ကိုလည်းသတိထားရှိနေတဲ့ခန္ဓာအိမ်ရိုင်းသွားလားရွယ်သွားသလားသောတွေကြပြီးတော့ဒီတာအဲ့ဒါဆိုရင်လည်းခန္ဓာအိမ်ဟာပြုပြင်ရသေးတဲ့အတွက်ကြောင့်သောကြလာတဲ့အခါကျတော့အင်္ဂရိမှားသွားလို့လွဲနေတယ်ဆိုရင်အင်္ဂရိကိုပြင်ဆင်ပေးပါအပေါ်ပိုင်းခန္ဓာအိမ်ကိုအပေါ်ပိုင်းခန္ဓာအိမ်ကိုတကယ်လို့လိုအပ်တဲ့အင်္ဂရိရှိရင်အခုဒီခါမှာပြင်ဆင်ပေးတရားတော့တရားကြတ်တော့လည်းအခက်ခါပါတို့တရားကိုမဲရှုနေတဲ့အခါမှာအင်္ဂရိလွတ်သွားပြီးရံရွက်တာရှိရင်သတိပေးပြီးတော့မှရှိပါမိမိတို့ကလည်းပညာယူလိုက်ပါဟောဒီချိန်မှာဒီလိုမှားတတ်တယ်စိတ်ကိုမဲရှုတတ်တဲ့ကြောင့်နောက်ကအိန္ဒြေလွတ်သွားတယ်သတိတစ်ဖက်လွန်သွားတယ်တစ်ဖက်လိုသွားတယ်ဉာဏ်အုပ်ချုပ်ရမယ်သာအုပ်ချုပ်ဖို့နည်းနည်းအားနေသွားတယ်ဒီဟာဘွက်ရှိနောက်မဖြစ်စေဖို့ကြိုးစားပါအိန္ဒြေဟာကြောက်တုံးကြီးချတာသလိုပဏ္ဏနာကြီးထိုင်ကြောက်တုံးကြီးတိုင်းပဲနေရဒီတာအိန္ဒြေဘာမှလည်းနေလို့ရတယ်အဲ့တော့ပဂရိအိန္ဒြေဟာမှန်တယ်ပရိဒါသူ့ဘာသူတွေးရမယ်နော်တွေးတဲ့စိတ်ကလေးသူ့ဘာသူပေါ့နော်အတိတ်ကြောင့်တွေးမဲ့စိတ်ကလေးသူ့ဘာသူပေါ့ဘာမမျောနဲ့နော်သူ့ဘာသူပေါ့စိတ်ပေါ်တိုင်းသိနေဖို့ပိုင်းခြားပြီးဖို့မရွယ်ပဲနဲ့မတိုင်မီမဆွေးနွေးပဲနဲ့ပေါ်လာတဲ့စိတ်ကလေးအလိုလိုပေါ်လာတဲ့သဘောသိလိုက်ကြည့်တယ်ဖြစ်ရနေပြက်သွားတယ်ချုပ်သွားပျောက်သွားတဲ့ဒီအောင်သဘောပေါ်သည်ဉာဏ်ကပိုင်းခြားသည်နောက်တစ်မျိုးအာရုံကြောင်းတာတခုချုပ်ပြီးပြက်သွားတယ်မနေဘူးနောက်တာအာရုံတော့နှလုံးသွင်းပြီးသားဖြစ်နေတယ်။ဩကြည့်တာရင်တော့ငါစဉ်းစားနေတာအောင်ဒါနည်းနည်းပါးပါးသင်ញင်သုံးသပ်လို့ရပါတယ်နည်းနည်းပါးပါးသို့တော့ရှုပြီဆိုတဲ့နေရာမှာတော့မသုံးသပ်နဲ့နော်မိမိကသဘောတဘာဝမတွေ့ဘူးလို့သုံးသပ်မိတဲ့အခါတော့ရပါတယ်နောက်ပိုင်းကသီလသမာဓိရာမှာမသုံးသပ်နဲ့တော့ပထမပိုင်းတော့အရင်တော့ငါစိတ်တို့အောင်မိတာအခုတော့ကြည့်လို့ချုပ်ပြီးပြက်သွားလောက်အောင်မိတယ်ဘလို့နောက်တစ်စိတ်ကကူးမှမသိငါလည်းမဟုတ်ဘူးသူ့ဘာသူကူးပါလားလို့အဲ့ဒီလိုသဘောလေးနည်းနည်းပါးပါးတော့အစပိုင်းမှာမတွေ့ဘူးတော့မကြုံဘူးတော့ဆင်ញင်လို့ရတယ်နောက်ပိုင်းကျတော့မဆင်ញင်ရတော့ဘူးတတိဉာဏ်ပညာဆက်တဲ့ပဲပိုင်းခြားသည်စဉ်းစားမဲ့စိတ်ကလေးပေါ်လာတယ်ပေါ်စေသည်ဖြစ်လာတဲ့သဘောကိုဖြစ်စေသည်ဖြစ်ရသည်ရနေချုပ်သွားတဲ့ချုပ်စေသည်ပျောက်သွားမယ်ပျောက်တဲ့ကြောင်သည်နောက်တာယုံသူ့ဘာသူကလိုပြောင်းပြီးတော့ပေါ်လာလိမ့်မယ်စိတ်ကလေးဖြစ်လာအာယုံဖန်ဆွဲပြီးပေါ်လိုက်ပုံပေါ်လိုက်သူ့ဘာသူအာယုံကိုပြောင်းပြီးတော့နှလုံးသွင်းတဲ့စိတ်ကလေးသူ့ဘာသူဖြစ်လာပါလားသူ့ဘာသူဖြစ်လာတဲ့စိတ်ကြည့်ရင်သတိထားတဲ့ပြက်သွားမယ်ကြည့်ရနေပျောက်သွားပျောက်တဲ့ထီအောင်ရှင်းအောင်သိလိုက်ပါသတိထားလိုက်မရှာနဲ့ဟိုနာလားဒီနာလားမပါဘူးနေရမပါဘူးသဘောသက်ပဲရှုအောင်ခန္ဓာအင်းကြီးကိုအောင်မပြုပါနဲ့သဘောသက်တာရှုကြံစီတဲ့စိတ်ကလေးတွေဝေဘာနဲ့စိတ်ကလေးတွေစဉ်းစားတဲ့စိတ်ကလေးတွေအလိုလိုဖြစ်လာတဲ့သဘောလို့ဖြစ်စေမှာပေါ်လာတဲ့ပေါ်စေမှာသိထားစဉ်းစားစိတ်ဖြစ်လာတာလေးသိထားသတိထားသူ့ဘာသူအစဉ်ဖြစ်ပြချုပ်ပြနောက်တာရင်သူ့ဘာသူကသူ့ခွန်ကြီးရတယ်သူ့သဘောကြည့်ပဲနောက်တစ်မျိုးစဉ်းစားတာငါပေါ့သူ့သဘောတတိမိနစ်တန်းတော့ကောက်ကြတာပါတတိမိနစ်တန်းကောက်ကြတာပါမင်းပြီးတော့လည်းစိတ်နဲ့ယုတ်ကြည်ကိုမြင့်ဆုံးပထားနေအကျဉ်းပါပြီးတော့ငယ်ကောင်းကြည့်ပဲကြည့်အဲ့ကြတဲ့ကစိတ်ချင်းခါကြီးကိုတင်းထားသေးလားယုတ်ကြည်ကိုဆုံးနှိထားသေးလားကြောကြီးကိုတင်းထားသေးတာတောင့်ထားသေးတာခါကြီးကိုတင်းထားသေးတာခေါင်းကြီးကိုမြင့်ထားသေးတာခေါင်းကြီးကိုတွန်းထားသေးတာရင်းကောက်ထားတယ်စိတ်နဲ့တင်းပြီးတော့ယုတ်ကြီးကိုစိတ်နဲ့အကြောကြီးတင်းအောင်ဆုံးနှိတောက်ထားတာမင်းပြီးတော့လောက်တယ်မဖြစ်စေနဲ့အဲ့ဒါလည်းပြန်ကြည့်အောင်အဲ့ဒီအပြည့်လည်းမကျိုးတော့ပါဘူးဒီက
ရုပ်ဆိုတာအောင်မကြည့်ပါနဲ့တော့မှားနေတာပြန်စစ်ပြီးကိုစီပိုင်းရှိနေရင်ကနေပြီးတော့နောက်ပိုင်းအင်္ဂလိပ်ပြင်းရှင်းကြံခက်တယ်ပြက်တယ်ရှိတော့ပါလေနောက်ကအိမ်ကြီးကောင်းတော့ထိန်းနေရတော့စိုက်ပြီးတော့ထိန်းထားတော့ရှိရမယ်ကထိန်းတဲ့စိတ်ကြီးကြောင်းလုပ်နေတော့ဩယုတ်ကြီးရိုင်နေပါလားလမ်းနေပါလားအဲ့ဒါဆိုရင်အပေါ်ပိုင်းခန္ဓာရင်ကိုပဂရိအတိုင်းပုံထားတဲ့ပစိုးများခမိန်များအမြင့်လဲတော့မဆိုအောင်ချုပ်ပြီးပုံပြီးဘေးချထားတယ်လို့သိနေရုံနဲ့လွတ်လွတ်ကြီးပုံထားတယ်လို့သူ့ဘာသူကိုပုံထားတယ်လို့စွန့်ထားတယ်ပဂရိခိုင်ငန်းတဲ့သဘောပဂရိကြည်ရင်းတဲ့သဘောသူ့အတိုင်းသူရင်းရင်းသဘောတိုင်းထားတယ်သိနေမဆက်ဆက်နေတာစွန့်ထားတယ်တတိဉာဏ်ပညာဥသိပြီးတော့ဒါသိလို့ရှိတာလုံးကနေသိမျိုးမျိုးပေါ်လာတယ်ပရိထားပါတတိမလေးသိနေမရှာနဲ့လိုက်မကနဲ့သူ့ဘာသူပေါ်လာတာသိထားစဉ်းစားတဲ့စိတ်ကလေးပေါ်လာလိမ့်မယ်ဖေးကြောင့်စဉ်းစားတဲ့စိတ်အမေကြောင့်စဉ်းစားတဲ့စိတ်အဲ့ဒါကြည့်ကြတယ်မရဘူးလိုက်ကြောနေတယ်စိတ်ကဉာဏ်ကပိုင်းခြားမလို့ပြရသူ့သဘောသူပေါ်လာပါလားလို့ပိုင်းခြားပြီးတော့သူ့သဘောသူပေါ်တယ်ဆိုတော့ဥစဉ်ပြောပြတာဟိုကတော့ဉာဏ်နဲ့ပဲသိခိုင်းတာဒီကတော့အပြောရတာပေါ့ဟိုကမပြောနဲ့တော့ကိုယ်စိတ်ထဲမှာလည်းသူ့သဘောသူကလည်းစိတ်ထဲသွားမပြောနဲ့ဉာဏ်နဲ့သိခိုင်းအိဋ္ဌာရိဒုက္ခတွေအနတ္တတွေသူ့သဘောတွေအာရုံမလောက်အောင်ဒါသိညာတွေပြင်းရတယ်အခုကသဘောကိုပဲဉာဏ်နဲ့ပိုင်းခြားသိခိုင်းတာပိုင်းခြားသိရုံနဲ့သဘောရှိတဲ့နေရာမှာအပြောမပါဘူးအနိစ္စပဲဖြစ်တာပဲပြစ်တာပဲဟုတ်တာပဲမှန်တယ်မမြင်ဘူးဟာအဲ့ဒါတွေသစ္စာတွေမြစ်တာတွေမလုံးသဘောကိုဒီမိမိဖန်တီးတာမဟုတ်ဘဲနဲ့သူ့ဘာသူဖန်တီးပြီးတဲ့သို့ပေါ်လာတဲ့သဘောကိုဒီသိကလေးဖြစ်လာတယ်သူ့ဘာသူစိတ်ကလေးအသိဖြစ်လာတာဘုဖန်တီးမှုကြီးတာမဟုတ်ဘဲနဲ့သူ့ဘာသူဖြစ်လာတာသူ့သဘောသူဖြစ်လာတဲ့သဘောပါလားလို့ဉာဏ်နဲ့ပိုင်းခြားပြီးရှုတာရှိုံလေးပဲကြည့်ုံလေးပဲသတိထားုံလေးပဲသိထားစကားမပြောနဲ့ဉာဏ်မပြီးနဲ့အမိမတတ်နဲ့တစိမ့်မကတ်နဲ့ဘုဘကဟိုလိုနဲ့ဒါအနိစ္စဒုက္ခဖြစ်ပြမမြင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်မလုပ်အောင်သိထားဟောတဲ့ဖြစ်လာမဲ့စိတ်လေးနော်သူကသူစိတ်လေးပြောင်းပေါ်လာလိမ့်မယ်ဒါငွေတာသူကပေါ်လိမ့်မယ်အမြော်လည်းမပြောနဲ့ကြည့်ပရိဒါထားပေါ်စိတ်ကပြည့်စုံအောင်စဉ်းစားစေလေတော့ကြံစီတော့မစိတ်ကြီးကြံစီတော့မလို့ဒါကြောင့်စကားပြောစိတ်ကလေးစကားပြောတော့မလို့ဖြစ်လာလိမ့်မယ်ယူတိဖြစ်လာလိမ့်မယ်သဘောလေးကကြည့်တာသဘောလေးကကြည့်စောင့်ပြီးသတိထားရှုနေပါလို့ဆိုတော့ကြည့်နေပါလို့ပြောတာတူတူပဲကြံစီတော့မလို့ကြည့်တော့ချုပ်ပါတွေးတော့မလို့သတိထားတော့ချုပ်ပါစိတ်ကူးတော့မလို့ကြည့်ရချုပ်ပါဟိုအောင်ဒီအောင်ဆွဲတော့မလို့ဟန်ပြင်းတော့မလို့ပေါ်လာတဲ့သဘောလေးစိတ်ကလေးပိုင်းခြားသိတာရှုတာသိအောင်ရှင်းအောင်ရှုတာရှင်းအောင်ကြည့်တာသတိထားကမတ်တသတိထားရုံလေးသိတာစိတ်ကလေးပေါ်တော့မလို့တခါလဲသတိလေးပြီးတော့စိတ်နဲ့ပါပြောပါသတိပြန်ထားရှုကအာယုကိုရှုရမှာစားရှုမဲ့စိတ်ဟောဘုံလေးပြီးစိတ်တစ်ပါးရောမျောသွားသတိထားပါမပြန်နေစေနဲ့သူ့သဘောသူပြန်နေတဲ့စိတ်လည်းသူ့သဘောပြန်နေခြင်းနဲ့စိတ်ကလည်းသူ့သဘောပြန်လည်းကိုထွက်လာမဲ့စိတ်ကလေးဝေဘာမှုဖြစ်လာမဲ့စိတ်ကလေးပြန်ပေါ်လာသူ့သဘောပဲပိုင်းခြားသိလိုက်ပါပိုင်းခြားရှုလိုက်ပါရှုတာမြပဲဘာမှနောက်ထပ်မဝေဘာနဲ့ဝေဘာနဲ့စိတ်အသိဖြစ်ပြီးတော့အရှုခံလုံးနဲ့အရှုခံလုံးနဲ့အရှုခံမှားပါမယ်သဘောရှုတဲ့နေရာမှာသင်ညာမပါဘူးကောင်းကင်တိတာပါအလိုလိုဖြစ်လာမဲ့စိတ်အတိတ်ကိုအောင်ပြုမဲ့စိတ်တော့အာယုံမမီမနေတတ်တဲ့စိတ်ကလေးတစ်မျိုးတော့သူမပြစ်မနေသူရှာပါစေသူ့သဘောပဲသူကတော့အာယုံရှာခြင်းတဲ့စိတ်ကလေးသူ့သဘောအတိတ်ကြောင့်စဉ်းစားပါလေအတိတ်အာယုံမရရင်အနာဂတ်အာယုံသူကသူတစ်မျိုးတော့ဒါအာယုံမနေရရင်မမီရရင်ဒါအာယုံမှီအောင်ကြိုးစားနေတဲ့စိတ်ကလေးတဏှာနဲ့ရှင်တဲ့စိတ်ရှိပါစေ
သူ့မတားစီးနဲ့မပိတ်ဆိုးနဲ့အားလည်းမပေးနဲ့သူ့ဘာလို့ပေါ်ပါစေသတိထားဆရာရှုွက်ပေးတာမိမိနားလဲပါတတိလေးထားတာဘာစိတ်တွေဖြစ်နေတာလဲမိမိလည်းဘာမှစိတ်မကူပဲနဲ့စိတ်ကူးတွေထွက်နေတယ်ကြံစီမှုတွေထွက်နေပြန့်လွင့်မှုတွေဖြစ်နေတာဘယ်အချိန်ပြန့်လွင့်သွားတဲ့စိတ်ကလေးပေါ်လဲဘယ်အချိန်ကြံစီတဲ့စိတ်ကလေးပေါ်လဲဘယ်အချိန်နှလုံးသွင်းတော့မဲ့စိတ်ကလေးပေါ်လဲဘယ်အချိန်စဉ်းစားမဲ့စိတ်ကလေးပေါ်လဲအဲ့ဒါကိုသိတာဘယ်အချိန်ကနေစဖြစ်လာပါလဲသိတာပါအကဲခါပြီးစောင့်ရှိပါလိုက်တော့မရှာနဲ့တော့ရုံတော်ကြီးခွင်းပြောက်လိုက်ကြတော့မရှာနဲ့ရှာခိုင်းတာမဟုတ်ဘူးရှိတာကရှုခိုင်းတာမရှိသေးနေပေါ့စဉ်းစားတဲ့စိတ်မရှိဘူးတာချုပ်နေတာမရှိရင်ဘာလို့ရမလဲသွားမလို့နဲ့ဘာလို့ရမလဲဆိုတာစိတ်ဖြစ်သွားတယ်အဲ့ဒါပြန်သတိထားဘာမှတော့ခိုင်းတာမဟုတ်ဘူးရှိတာရှုမရှိရင်မရှိတာပဲရှုမရှိတာအသိထားဘာမရှိရလဲနှလုံးသွင်းကြံစီတဲ့စိတ်ကြီးချုပ်နေတယ်မရှိဘူးအဲ့မရှိတဲ့သဘောလေးတိုင်းနေမှသိစိတ်မရှိတဲ့သဘောပဲသိတာအသိထားမရှိတာစိတ်မရှိပဲချုပ်နေတာရှိအဲ့ဒါကိုပဲအရှိလုပ်ပြီးရှုအောင်အသိထားပါသန္တာဆိုမဲမရှိနဲ့တတိလေးပြီးနောက်မကြစီနဲ့ပေါ်လာတဲ့စိတ်နဲ့မျောပြီးမပါစီနဲ့ဘာလို့အကောင်းမလဲကိုယ်လုံးနဲ့ကြံစီတာငါတခုမှမပါဘူးနော်ဘယ်အရာမဆိုကြံစီမှုမှန်တယ်မြအရှိကံဓမ္မကြီးပဲတာတွက်တာတရားလည်းမကြံနဲ့တရားကြံတဲ့တရားမဟုတ်ဘူးအမှန်သိတာကိုအမှန်ရှိတာကိုရှုဖို့တရားကြံပြီဆိုရမှအဲ့မှာသဘောတခါကြီးကြံမဲ့ဆိုဥစဉ်ကြံစရာမလိုဘဲနဲ့အဖြေပေးထားပြီးစိတ်ကလေးပိုင်းခြားပေါ်လာတဲ့ပိုင်းခြားသိအောင်ရှုအတေအကြောင်းစဉ်းစားတဲ့စိတ်ကလေးသားကြောင့်စဉ်းစားသမီးအကြောင်းစဉ်းစားအတေအကြောင်းရွှေအကြောင်းမျိုးအကြောင်းဝေးအကြောင်းရွှေအကြောင်းပေါင်းသင်းအကြောင်းတကြောင်ကြောင်းတော့သူရှာမှာသူကသူရှာပါစေရှာတဲ့အခါပေါ်လာလိမ့်မယ်ပေါ်လာတဲ့စိတ်ကလေးကိုပိုင်းခြားတာသိတာဘယ်လိုသိရမလဲသူ့ဘာသူပေါ်လဲသဘောလေးကိုဉာဏ်တက်မြင်ပြီးတော့သိပညာနဲ့သူ့သဘောလို့စိတ်ကလေးနဲ့လိုက်မရွံ့နဲ့စိတ်နဲ့မမှတ်နဲ့စိတ်နဲ့သူ့သဘောပါလားဖြစ်တာပါလားပြစ်တာပါလားငါသဘောပေါက်ပါလားစိတ်နဲ့ရှောက်မပြောနဲ့ဉာဏ်နဲ့အဲ့ရကိုသိခိုင်းတာဉာဏ်ပဲသိရမယ်ပညာမပါသေးနဲ့ဉာဏ်ကြီးခိုင်းတာစဉ်းစားခိုင်းတာပညာပညာပေးခိုင်းတာမပါဘူးသတိထားရှုပါသတိပိဋ္ဌာသိကဝသတိထားပါရုပ်အောင်ပြီးပါနဲ့အိန္ဒြေမိုင်းတော့တဖြည်းဖြည်းရိုင်နာရွဲတာလန္နာဖြစ်သွားလို့အိန္ဒြေကမားလို့ချွင်းအဲ့ဒါကိုဆိုရင်တော့ပြင်ပေးရတယ်အောက်ပိုင်းခန္ဓာကိုပြင်ခိုင်းတာမဟုတ်ဘူးအပေါ်ပိုင်းကိုပြင်ခိုင်းတာအိန္ဒြေမှန်ဖို့လို့နောက်တစ်ဖန်တကယ်လို့နောက်ကိုရိုင်နေဆိုရင်ငကိုထားတဲ့အိန္ဒြေရှိကိုနည်းနည်းလေးတာထိုးတိုင်းပြီးတော့တည်ပြီးရှေ့ဆိုင်တာများနေတယ်ဆိုရင်နောက်ကိုနည်းနည်းလေးငကိုမိမိအနေနဲ့မှန်တယ်ဆိုတဲ့သဘောတဲ့နောက်ကိုနည်းနည်းလေးဆိုင်ပြီးအဲ့ဒါဆိုရင်အနေတော့ကြလို့ရှိရင်အိန္ဒြေပြည့်နေရှေ့ပိုင်းရှုနေနောက်ပိုင်းအိန္ဒြေပြန်လုံးနေရတယ်ရှေ့မှာပြည့်ပြန်ဒိဋ္ဌာအမြောင်းနဲ့ဟောစေအာယုကိုကြံစီမဲ့စိတ်တွေးတော့မဲ့စိတ်အာယုကိုနှလုံးသွင်းမဲ့စိတ်အသေးသေးဖြစ်လာတာပေါ်တိုင်းတာဒိဋ္ဌာပရိထာဟောဆိုဝိညာဉ်တချို့ဆိုရင်တက်လာဓာကြီးတွေပါဖောက်ပြန်အတိတ်အကြောင်းနာကအကြောင်းအောင်နေစမ်းမယ်ဟောစိတ်အလိုနဲ့လိုက်ရောတော့ဒီပြူထွက်လာပြီခန္ဓာအင်ကြီးကိုစိတ်နဲ့မပတ်သက်ပါနဲ့ဆိုတော့စိတ်နဲ့သွားပြီးညစ်တော့ကိုယ်အားဒီမှာတတိမရှိတော့ဘူးတတိလိပြီးတော့အဲ့ဒီစိတ်ကိုငါဆိုပြီးတော့လူလာလုပ်ဖို့ပါပါပြီအဲ့ဒါအလိန်ခံပြီအဲ့ဒါကြောင်းလိန်ခံတာဒီစိတ်ပဲအချိန်ထွက်လာလေလို့ရှုရမယ်စားရှုတဲ့စောင်းကြည့်တဲ့တတိထားတဲ့စိတ်တတိထားတဲ့အလုပ်ပြုတ်သွားတာတတိထားတဲ့အလုပ်ပြုတ်သွားတယ်အဲ့တော့ဝိဒာယောနဲ့ဝိဒာကြိုက်တာတွေခဲတာတွေထုံတာတွေကျင်တာတွေရုပ်စူးတာတွေအောင်းတာတွေပူတာတွေတခုခုတော့ရုပ်ဖောက်ပြန်လိုက်မယ်ဖောက်ပြန်တော့နာအပြင်ကိုသူ့ဘာသူအာယုံသိမ့်ပြီးတော့ခန္ဓာကိုပြန်ပြီးညှို့ပြီးတော့နှလုံးသွင်းတော့မယ်ပူနေပြီကြိုက်လာပြီဟောပူတယ်ဆိုတဲ့စိတ်ကလေးပေါ်လာပြီပူတယ်ဆိုတာစိတ်ကသတ်မှတ်ကြိုက်တယ်လို့ပြောတဲ့စိတ်ကလေးပေါ်လာတယ်ကြိုက်ရုပ်ပေါ်တော့ကြိုက်တယ်ဆိုတဲ့စိတ်ကလေးဖြစ်လာအဲ့ဒီကြိုက်တယ်ဆိုတဲ့စိတ်ကလေးကတရားမထိုင်ခင်တော့မပါဘူးဟုတ်တယ်လေးပါဖောက်ပြန်တော့ပါဆိုတော့ပေါ်လာတာကြိုက်တယ်ဆိုတဲ့စိတ်အတိတ်ဖြစ်ပေါ်လာတာကိုယ်ဖန်နေတာမဟုတ်ပဲနဲ့
ဘောတော့မရှိတဲ့စိတ်အခုရှိတာလားမသိဘူးဆိုတာသတိမထားလို့သတိထားဘယ်ချိန်ဒီကြိုက်တဲ့စိတ်တော့တာလေနာတော့မှာပဲဆိုတဲ့စိတ်ဟောပြောင်းသွားဖြစ်မှဖြစ်ပါမလားဆိုတဲ့စိတ်အသိပြောင်းသွားကိုယ်ကစိတ်ကအသိပြောင်းပြီးအသိပြောင်းနေရှိပါဆုံးမရှိဘဲနဲ့အပြောင်းတဲ့စိတ်နဲ့ပဲငါနဲ့စိတ်ဆိုပြီးဖြစ်ပြီးရောနေတော့တဏမာနဒိဋ္ဌိကနောက်ကစိတ်ကိုဆင်းရောက်လာပြီးနှိမ့်ဆက်အဲ့တော့တတိပြန်ထားပါတတိထားပါဘာစိတ်အသိဖြစ်လာလဲမခံရင်တဲ့စိတ်နားတယ်ဆိုတဲ့စိတ်ဖြစ်နေပြီကြိုက်လာပြီဆိုတဲ့စိတ်ထုံလာပြီဆိုတဲ့စိတ်ပိုဆိုးလာပြီဆိုတဲ့စိတ်ဘလို့လုံးဝကောင်းမလဲဆိုတဲ့စိတ်အဲ့ဒါတွေအရှုခံနေဘလို့လုံးဝကောင်းမလဲလဲစိတ်ဆိုတာတဏှာအနတ္တပေါင်းကြွမျိုးရင်ငါပဲဘလို့လုံးဝကောင်းမလဲဖြစ်နေငါဖြစ်နေမဟုတ်ဘူးလားတဏှာအနတ္တအဲ့ဒီစိတ်ကလေးဖြစ်လာတာကမသိသတိမထားအဲ့ဒီစိတ်ကလေးလည်းသိအောင်သိထားပါနာမည်ပြီးတဲ့စိတ်ကလေးလည်းသိအောင်သတိထားပါဒီအဲ့ဒီကနေပြီးတော့တိုက်တာခဲတာကြီးထုံတာကျင်တာကြီးအောင်ပြုထားနေအဲ့ဒါကြီးအရှိသွားမလို့နဲ့အရေးကြီးအကောင်ကပါလေစိတ်ပူတာကိုတို့ခင်ဗျားတို့မဘွေးခင်ကပူတာကိုအေးတယ်လို့သတ်ပါကြည့်ပါဟိုမီးမြင်အေးတယ်လို့ပြောမှတ်တယ်တဲ့ပညာမှာလည်းပူတာအေးတာရှိတယ်မီးကဖောက်ပြန်တာပဲရှိဒါလေးကဖောက်ပြန်တာပဲရှိတယ်နော်ရှေ့ပိုင်းနေအရှုခံပေးခဲ့ပြီနော်စိတ်ကြောင့်ဖြစ်တာရုပ်ကျိုးနာမ်ကြောင့်ရုပ်ကျိုးဆိုတာသိထားပြီနာမ်သာလည်းကြောင့်ပေါ်လာတဲ့စိတ်တွေတော့တစိတ်ပေါ်ဘယ်စိတ်ပေါ်ပေါ်တဲ့စိတ်တွေပရိစိတ်ဆိုတလုံးပြီးတလုံးကြော်စိတ်လို့မရဘူးတစိတ်ပြီးတစိတ်အလင်းဖြစ်လာတာကိုကိုကတတိထားပြီးတော့ထွက်ပါစေသူစိတ်နားတယ်ဆိုတဲ့စိတ်ထွက်ပါစေရှုအောင်ကောင်းသည်မခံရင်တဲ့စိတ်ကလေးပေါ်လာပြီထွက်ပါစေဒီစိတ်ကလေးရှေ့စိတ်နဲ့နောက်စိတ်နဲ့မတူဘူးနားတဲ့စိတ်ကနေဖြစ်မှဖြစ်ပါမလားဆိုတဲ့စိတ်ပြောင်းဖြစ်မှဖြစ်မလားစိတ်ကနေပိုဆိုးလာမလားပြောင်းသွားအဲ့ပြောင်းပြီးအသေးဖြစ်လာတာကွာတမျိုးပေါ်တိုင်းတမျိုးပိုင်းထားတည်တာတစိတ်ပြောင်းနေသိတာစိတ်ပြောင်းနေသိတာသတိထားရနေပြီးတော့သုံးရင်းနဲ့စိတ်ဖြစ်လာသုံးရင်းနဲ့စိတ်ကလေးသိဖြစ်သွားရင်သတိထားဘလို့လောကောင်းမလဲသတိထားဘာမှလုပ်ခိုင်းတာမဟုတ်တတိထားခိုင်းတာသတိထားဘာလို့သတိထားမလဲနားတယ်ဆိုတဲ့စိတ်စကားပြောနေတဲ့စိတ်အမိပေးနေတဲ့စိတ်ပူတယ်လို့အမိပေးတဲ့စိတ်အေးတယ်လို့မျိုးစူးတယ်လို့အမိပေးတဲ့စိတ်မပူဆိုးမလားလို့ပေါ်တဲ့စိတ်မခံနိုင်ဘူးဆိုတဲ့စိတ်ခံအောင်ဘလို့လောကောင်းမလဲတပြောင်းနေတာကွာပြောင်းမခံနိုင်တော့မခံနိုင်သေးတယ်ထားပါလားမဟုတ်ဘူးမခံအောင်ဘလို့လောရမလို့ငါကမခံနိုင်တဲ့စိတ်ချုပ်ပြီးပြောင်းသွားတာမသိလိုက်ဘူးသတိထားပါအသေးပြောင်းနေတယ်နော်အောင်းချုပ်လေးအသေးပေါ်လိုက်သိရနော်မခံရင်တဲ့စိတ်ခန္ဓာကိုမြင်နေတဲ့စိတ်သူ့ဘာသူတရုပ်ဆောင်ပါနော်တဏှာသူ့ဘာသူတရုပ်ဆောင်ပါကွမလိတ်တန်းကောင်းရှုနေရှေ့စိတ်နဲ့နောက်စိတ်နဲ့တစိတ်ချင်းမတူပဲနဲ့သဘောချင်းခေါင်းချင်းမတူဘူးပူရဲဆိုတာနာမည်ပြီးတဲ့စိတ်မခံနိုင်ဘူးဆိုတာဝေဒနာခံစားတဲ့စိတ်ခန္ဓာအောင်ပြုနေလို့ပဲဆိုတာသင်္ခါရနဲ့ဥသိတဲ့စိတ်မခံနိုင်ဘူးဆိုတာတဏှာနဲ့ရှင်တဲ့စိတ်လောက်ရှင်တဲ့ဆိုတာတဏှာနဲ့ရှင်တဲ့စိတ်လက္ခဏာရင်ခေါင်းချင်းမတူဘူးမန္တလေးလည်းဒီလကတော့ပူတာပဲဥပ္ပကျော်လည်းပူတာပဲခေါင်းချင်းလက္ခဏာချင်းမတူဘူးနော်မန္တလေးညောင်ကြီးရဲ့ဒါမန္တလေးသဘောပါတယ်ဒီကမာကြီးပဲပူနေတယ်နောက်ဒီကမာကြီးကဥပ္ပကျော်ဆိုတော့မူရတဲ့တရံပေါ်လာတယ်လက္ခဏာကိုကြည့်ပြီးတော့ခေါ်ရမယ်စိတ်တော့စိတ်ကြီးပဲသူ့လက္ခဏာနဲ့သူသရုပ်ဆောင်မဲ့နတ်ဘူးတဲ့ဆိုနတ်ဘူးတဲ့အမူအရာကြည့်ပြီးတော့ပြောရတယ်အခုလဲစိတ်မှာတဏှာဘူးတဲ့အမူအရာစိတ်ကိုကြည့်ပြီးတော့ရှုရတော့မယ်လှုပ်ချင်တဲ့စိတ်ပူဆိုးလာမလားပြောင်းသွားပြီမခံနိုင်ဘူးဒေါသစိတ်ခန္ဓာအောင်ပြုခြင်းနဲ့ဘယ်လိုလုပ်ရအောင်လဲလောဘစိတ်ပြောင်းနေတာစိတ်ပြောင်းပြီးကွာမသိဘူးစိတ်နောက်တစ်ခေါက်လိုက်သတိထားပါသူ့ဘာသူပြောင်းလိုက်မယ်ပြောင်းပေါ်လိုက်မယ်သိခံပြီးတော့စိတ်ရှိနဲ့စိတ်ရှိဇွဲတန်သိကြီးခံပြုအောင်သာသနာစိတ်ရှိနဲ့ဇွဲကောင်းနဲ့အကဲခါပြီးတော့တခါလေဒီတဏှာချဲလေးနေပုံဒီခန္ဓာကြီးအုပ်ချုပ်ပြီးတော့မင်းမှုနေပုံသူ့ရဲ့ဘလို့မင်းမှုပြီးနေတယ်ဆိုတာကိုသူ့သဘောတဏှာဘလို့ဆောင်းနေဆိုတာကိုသဘောကွဲအောင်ရှိမှာနာမည်ပြီးတဲ့စိတ်ပူတဲ့ဆိုတဲ့စိတ်ကြိုက်တယ်ဆိုတဲ့စိတ်ထုံတယ်ဆိုတဲ့စိတ်ပေါင်ကြီးရဆိုတဲ့စိတ်ဒူပေါင်းကြီးရဆိုတဲ့စိတ်တွေသူကသူပြောင်းနေတာအသေးဖြစ်လိုက်ဒီတိကကြာမခံဘူးဖျက်စုချုပ်သွားပြီးတော့အသေးအာယုံကိုခန္ဓာကဖောင်းဆွဲမဆွဲခန္ဓာမှာနေလို့မရဘူးဒါကြောင့်လှုပ်ချင်တယ်ဆိုတဲ့စိတ်ကနေပြီးသိခံအောင်ဆိုတဲ့စိတ်ဘာကြောင့်ဘာလို့ကောင်းမလဲစိတ်တစိကကြာကိုမနေတာအသက်နုလေးစိတ်ကပြပြလွယ်တကူပြက်တာ
ကိုကအဲ့ဒါကိုမသိတော့တာဆက်နေတယ်အောင်ပြီအဲ့တော့သိအောင်ရှုတသိချုပ်လိုက်သေလိုက်ပူတယ်ဆိုတဲ့စိတ်ကလေးသတိထားတော့ချုပ်ပြောက်ပြီပူတယ်ဆိုတဲ့စိတ်မရှိတော့နာတဲ့စိတ်ပြောင်းသွားပြီကိုကပြောင်းသွားအစ်စ်ပေါ်သွားပြီပူတဲ့စိတ်မရှိတော့ဘူးခုနကပူတာငါဖြစ်နေတယ်ပူတာငါပူတယ်လို့ပြောနေတာအခုတော့ပူတဲ့စိတ်ချုပ်တော့ငါမရှိတော့မခံနိုင်ဘူးဆိုတဲ့စိတ်ဖြစ်သွားလိုက်မှငါသွားဆွဲပြန်တာပဲဘာလို့လဲတတိကင်းလို့သဘောကနန္တမသူ့ဘာသူပြောင်းသွားတာသူ့ဘာသူပြောင်းတဲ့သဘောမသိတော့ငါဖြစ်သွားတာငါပြောခြင်းသဘောတာသိတာသူကတော့ပြောင်းပေါ်လိမ့်မယ်နော်သူ့ဇာလန်သူရှိရနေသရုပ်ဆောင်ပြမယ်နော်တဏှာသူ့လက္ခဏာသူပေါ်ပြမယ်နော်သူ့သဘောသူဆောင်ပြမယ်နော်မခံရင်တဲ့စိတ်စိတ်ကလေးသာကြည့်မခံတာတဲ့စိတ်နေတာခက်ခဲဖြစ်နေစိတ်အဲ့တော့တတိတာကသူတတိတာညာနဲ့သိခံခွန်းလို့ပြီးတော့သိရှိရှိနဲ့ဝင်းကောင်းကောင်းနဲ့တိုင်းကြီးခံပြီးတော့အတွင်းသာသနာပြုပြီးတော့တဲ့သူတော်ကောင်းတွေကပရိသခွန်းလို့ချင်းမြလှုပ်တော့လှုပ်ချင်ရှိရတဲ့လှုပ်တော့လှုပ်ရကောင်းမလားဆိုတဲ့စိတ်ယုံကြည်ညှိတော့စိတ်ကြီးတင်းတော့မတင်းတော့စိတ်ဆိုလာတဲ့ကနည်းနည်းတင်းတော့ပဲတရံပြောင်းသွားပြီစိတ်အလုပ်ပြောင်းသွားပြီသင်္ခါရတော့မပြောင်းသွားပြီသင်္ခါရဆိုပြုပြင်တော့မယ်သင်္ခါရဥသိသွားရင်စိတ်ကြီးတင်းတော့မယ်ဝင်ကိုညှိတော့မယ်အကျော်တွေတင်းအောင်ညှိတော့မယ်ခန္ဓာအင်ကြီးကိုလက်နဲ့ဆုပ်ထားသလိုဆံအင်ကြီးကျိုးနဲ့တုပ်သလိုဆုပ်တော့ချုပ်တော့မညှိတော့ဘုံကြီးတင်းတော့မယ်ဆုပ်တော့အတွင်ခါရရကိုဝင်ကုတ်တော့ကြည့်မလေးစိနဲ့မလေးစိနဲ့ဖြစ်တာကတော့သူ့ဟာသူဖြစ်ပြီဆောင်းမလို့ဖလွတ်ထားရခံပွားလိုက်ပြီးမယူရနေတော့အဲ့ခါမနေနဲ့တဏှာသူကဘဲဆောင်တာဟောင်းမလေးဆောင်သမျှကြောင်းသမျှသိအောင်လာသိထားပြီပိုင်းခြားတာရှုတာလှုပ်ခြင်းတဲ့စိတ်နားတယ်ဆိုတဲ့စိတ်ပိုဆိုးလာပြီးစိတ်ဆန့်ကျင်တဲ့စိတ်ဆန့်ကျင်တဲ့စိတ်တော့ရှင်းစိတ်ကဆန့်ကျင်တဲ့စိတ်လေးသတိထားကြည့်တော့မရှိတော့ရှင်းစိတ်ကဆန့်ကျင်နောက်စိတ်ကလိုက်ဆန့်တဲ့စိတ်တစ်စိတ်ဖြစ်သွားတယ်ပြိဿကဘောလဲသွားပြီသတိလွတ်သွားပြီအဲ့ဒါမှသတိကြံနေလို့ဖြစ်တာသတိကလင်ထားပြီလင်မပြတ်ထားပြီအကက်ကပေါ်တဲ့စိတ်ကတော့သူ့ဘောပြီပိုင်းခြားတာသိအောင်မလေးတန်းရှုတာကွက်ကြောအရင်မခံရစီနဲ့ပရိဒမခံခြင်းတဲ့စိတ်မခံတာတဲ့စိတ်သူကပြောင်းတာလွတ်ခြင်းတဲ့စိတ်ယုံခြင်းတဲ့စိတ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုပြင်ခြင်းတဲ့စိတ်ပြင်ပြအောင်ယုံကံမဲ့စိတ်တိုးတော်မဲ့စိတ်ပြင်လို့လှုပ်ဆောင်တဲ့စိတ်ပြင်ဖို့လှုပ်ဆောင်ပြီဆိုတော့ဘဝင်ကိုကမရင်ထဲမှာရင်ညှစ်အကျော်တွေတင်းပြီးဘဝင်ကိုဆုပ်ပြီးတော့ဂီယာသွင်းပြီးတော့မှအကျော်တွေတင်းရမှာနော်ဘဝင်ပိုင်းမှာပြထားပြီးအဲ့ဒီမှာလဲရုပ်သက်တာအောင်ဘဝင်ခွာပြီးသက်တာအောင်မနေနဲ့အဲ့ဒါဆိုမဂ္ဂိစ္စသမုတ်စေတာမဲ့ကုလို့မရဘူးဝိက္ခမနာမဲ့နဲ့တောင်းနေသွားလိမ့်မယ်မိမိလိုနဲ့ဘဝင်ကိုထပ်လျှော့ခွာတာလည်းမလုပ်ပါနဲ့နေတာအောင်ခွာခြင်းနဲ့လုပ်တာအဲ့ဒါတဏှာအဲ့ဒီလိုဖြစ်လာတဲ့စိတ်ကလေးလည်းရှုတာခွာခြင်းနဲ့စိတ်ဘဝင်လေးလျှော့ခြင်းနဲ့စိတ်အသိပြောင်းသွားမှသတိထားပြီးသတိမလေးစိတ်နဲ့သတိထားပြီးသိရှည်ရှည်နဲ့ခွန်းလို့ပြီးသတိထားပြီးရှေ့စိတ်ကလှုပ်ပေးပါမပေးပါညှစ်ပေးပါဘုံကြီးအကျော်ကြီးတင်းပေးပါကြွားခြင်းလို့မခြင်းလို့ယုံမဲ့ကြွားပြအောင်မပြအောင်ယုံကြီးကိုဆောင်ရွက်မဲ့စိတ်အဲ့ဒီစိတ်ဖြစ်လာတဲ့လှဲ့တာရှုတာအောင်မြင်အောင်မလိုက်ရောနဲ့ခွန်းလို့ထားသိရှိတဲ့ခွန်းလို့ပြီးတော့ဟိုအတင်းလှုပ်ဆော်နေလိမ့်မယ်လှုပ်ဖို့ညှစ်ဖို့ယုံကြီးကိုတင်းဖို့အတင်းငိုးစော်လာလိမ့်မယ်လက္ခဏာရှုခွက်စိတ်လာပြီကိုကရှုတာနေဘယ်စိတ်ကိုမှလိုက်မရောနဲ့အာမပိနဲ့မဖြစ်စီနဲ့သူ့ဘာသူတိုးတက်ပြီးတော့နော်လက်ပေါက်စိတ်လာတဲ့စိတ်တွေတဏှာတွေထွက်လာလဲထွက်ပြီးရှုလို့တော့ကောင်းပြီခွင်လို့ပြီးတော့ရှုတာဘယ်စိတ်ကောင်းမကြံစီတဲ့နော်မတွေးတော့နဲ့နော်ကြံစီတဲ့စိတ်ကလည်းရှုတာတွေးတော့တဲ့စိတ်ကလည်းရှုတာနော်အရှုဉာဏ်ဆိုတာပိုင်းခြားပြီးကြည့်နေတာလေးပဲဟောသတိထားတက်တာရုပ်ကိုဒီလိုမဲ့စိတ်ကအလွယ်တကူလိုမလိုက်ပါနဲ့အလိုလိုက်လည်းမပြီးဘူးတော့တနေ့သေးပါနော်သိတော့အလိုမလိုက်နိုင်တော့အပိယူမလိုက်နိုင်တော့အချင်းကြက်ပြီးဇောကရဏံပြန်သွားမယ်နော်အခုတည်းတက်ကာတာကအမြင့်တော့အနေနဲ့တော့သိခံမှာအရင်စိတ်မှအမြတ်ရမှာအနာခမအသာဆံမှာအနိကြက်မှအသေးချောင်းမှာကိုယ့်အတွက်ကြည့်ပဲနော်အခုတရားတိုင်းတော့အနေချောင်းလုံးပဲနဲ့အနေသွားကြက်မယ်နော်ရှောင်းလို့မလုပ်ဘူးနော်ခန္ဓာရရင်ဒီဒါပဲဝင်ရမှာနော်ဒီကျိုးစင်ပဲတက်ရမှာနော်သိမင်းလက်ထဲပဲအားမှာနော်ပရိဒါတိခမပရိဒါပါစိတ်ကိုပြန်သိတာတိခပါအကဲခတ်ပါစိတ်တွေလှုပ်ခြင်းနဲ့စိတ်ယုံခြင်းနဲ့စိတ်တွန်းခြင်းနဲ့စိတ်အတိခံရရတိခမပြီးတော့စိတ်လေးစောင့်ကြည့်ပါသတိထားပါစိတ်ကိုသတိထားပါတိခံပြီးတော့သတိထားပါစိတ်အတိဖြစ်လာမယ်မခံရင်နဲ့စိတ်မခံရင်ဆိုတဲ့စိတ်ကပေါ်နေပြီပေါ်တာကိုမသိဘူးသိအောင်မကြိုးစားဘူးသတိမထားဘူးနော်လှုပ်ခြင်းနဲ့စိတ်ပေါ်နေပြီပေါ်နေတဲ့စိတ်ကိုသိအောင်မသတိမထားဘူးတရားမတိုင်ခင်တော့လှုပ်ခြင်းနဲ့စိတ်မရှိဘူးလေအခုမှဖြစ်လာတာရုပ်ပေါ်လို့နာပေါ်လာတာလေငါပေါ်တာမဟုတ်ဘူးလေဝေဒနာအောက်ကဓာတ်ကြီးလေးပါဖောက်ပြန်မှုမရှိရင်ဒီစိတ်ပဲရှိမလဲရ
ရုပ်ပေါ်လို့နံပေါ်တာငါပေါ်တာမဟုတ်ဘူးငါစိတ်မဟုတ်ဘူးအဲ့ဒါသူ့သဘောလို့သိအောင်ရှုလိုက်စမ်းပါသိအောင်ကြိုးစားလိုက်စမ်းပါတတိကိုသေးသေးချာချာပိုင်ပိုင်နေနေထားလိုက်စမ်းပါလှုပ်ရှင်တဲ့စိတ်ကလေးတိုးထွက်လာတာပြင်းပြင်းတဲ့စိတ်ကလေးသတိထားတာရင်မို့သတိထားတာသတိထားပါရှုတာသတိထားဒီနေ့ယောဂီတွေကလည်းသတိထားနော်ဒီနေ့ယောဂီတွေကလည်းသတိထားနော်စိတ်အလိုကြီးနဲ့မလိုက်ရုံနဲ့နော်ဒီခံပြီးတော့ခွင့်လွှတ်လိုက်စမ်းပါစိတ်တွေထွက်ပြီးစမ်းပါထွက်ပါစေစိတ်တွေပေါ်ပါစေမခံရင်လည်းစိတ်တွေပေါ်ပါစေလှုပ်ရှင်တဲ့စိတ်တွေပေါ်ပါစေကြည်ရင်တဲ့စိတ်တွေပေါ်ပါစေသူ့သဘောသူပေါ်တာပေါ်ပါစေသိအောင်သာရှုပါသိအောင်သာရှုပါကြည်ပါသတိထားပါတစိမ့်တဲ့တစိမ့်မတူတော့သတိထားပါစိတ်ကိုပြန်လဲရှုပါဥပမာပြတာလေတောချက်နဲ့တဲချက်နော်တောချက်ကိုပိုင်းခြားရှုပါတဲချက်ကြီးတော့မကြည့်တဲ့အကျိုးမရှိဘူးအရင်လာတဲ့ချက်ဖာကြီးနော်တောတွေကတောချက်လို့ချင်းလို့တဲချက်တောင်းခိုင်းတာတဲချက်လည်းတောချက်လာမှတဲချက်ကြီးတော့မရနဲ့တဏှာနဲ့တူတဲ့ယုံမဲ့ကမ်းမဲ့ဆိုတာတောချက်လာခွတ်ပိုင်းခြားတာရှုတာမဟုတ်ဆိုးကပိုင်းခြားရှုတာသိခံရှုသိခံပြီးရှုကြည့်တာပဲ့သွားတယ်လည်းပုံသွားတယ်လည်းမဟုတ်ဘူးပဲ့သွားပုံသွားပြတ်သွားတာလည်းမဟုတ်ဘူးဒီနေ့ပြီးတော့ပုတ်ပွားတော့သွားအောင်ပါသတိထားသိခံပြီးစိတ်ကလေးရှုစိတ်ကိုပြန်လဲရှုမရှုဘဲနဲ့ကိုလုံးချန်လို့ဆင်းရဲတယ်သတိပြန်ထားသတိပထားလို့သတိပြန်ထားပါသတိလဲရှုပါသတိနဲ့ဘယ်စိတ်ကြောင်းလဲမိမိစိတ်ပါသိတယ်လဲစိတ်ကိုပြန်သိထားတိုက်ယောဂီလုပ်ပဲစိတ်လိုက်ရောလို့တဲ့စိတ်ရှေ့ကတောင်းခံတဲ့စိတ်လှုပ်ပြီးပါလို့တောင်းခံတဲ့စိတ်နောက်ကလှုပ်ပြအောင်လိုက်ရောမဲ့စိတ်စိတ်နဲ့စိတ်ပေါ်နေလိမ့်မယ်ရှေ့ကပြင်မှုတောင်းခံတဲ့စိတ်နောက်စိတ်ကပြင်မှုအားစိုက်ပြီးပြုပြီးမဲ့စိတ်တောင်းခံတဲ့စိတ်ရဲ့ကြုံခံတဲ့စိတ်ရဲ့အမိန်ပေးတဲ့စိတ်ရဲ့နာခံတဲ့စိတ်ရဲ့နှစ်စိတ်နဲ့စိတ်ဖြစ်နေပြီးတော့ရှုလိုက်ရှုတော့ရှုတဲ့ဘက်ကကိုကမလွတ်နဲ့တော့ရှုတဲ့ဘက်ကမလွတ်မရှုလို့ရှိရင်မောဟနော်မောဟဆိုဒိဋ္ဌိဝင်ကပ်ပြီးနှိမ့်ဆက်လိမ့်မယ်နော်ရှုထားပါသတိထားပါသတိထားပါရှေ့စိတ်ကလှုပ်ပြီးပါနောက်စိတ်ကလှုပ်မဲ့စိတ်လှုပ်မဲ့စိတ်ကိုကာမမြောက်စိတ်နဲ့လှုပ်မဲ့စိတ်သာသွန်းလွတ်လိုက်ပါလှုပ်ဖို့တောင်းမှနဲ့စိတ်နှိုးတော်တဲ့စိတ်ကလေးပရိယုဌာဏကိလေသာကိုပိုင်းခြားရှုပါလှုပ်ပြအောင်လှုပ်မဲ့ဝိသေကမကိလေသာကိုကာမမြောက်စိတ်နဲ့သတိထားအောင်လို့သတိထားပါသတိထားတဲ့အလုပ်လုပ်ပါအောင်နိုင်လက္ခဏာကိုလက်ရှုပါအသေးသေးအရှုခံနေပေါ်လာမှမယ်ဗျာအရှုခံနေပေါ်လာပြီပေါ်လာမှတော့ကြောင်သွားနဲ့ဟုတ်ပြီသတိထားရှုတဲ့အာတန်ပြီးတော့ကိုယ်ကလည်းသိခြင်းသေးသေးလူမသိဘူးတရားရဒီနေ့တရားမရရသိပါဒီလောက်ဝေဒနာလေးများဒီလောက်တက်တာလေးများသေးသေးလေးထားပြီးပြည့်စိတ်တက်ကြလောက်သိရင်တခါတည်းမုဒ္ဒပြလောက်သွားဟုတ်ပြည့်စိတ်တက်ကြပြီဒါကိုပုံကြီးကျင့်တယ်ကွာသိခံပြီးခွန်းလို့တတိခန္ဓာလည်းဒီစိတ်ပဲဒီတာများမပေါင်းကြတယ်လည်းဒီစိတ်ပေါင်းကြတယ်လည်းပြန်ပေါင်းကြပေါင်းတာလည်းဒီစိတ်ပဲချစ်တယ်လည်းဒီစိတ်ပေါင်းတယ်လည်းဒီစိတ်ရှင်းအောင်ကြိုးစားတယ်လည်းဒီစိတ်မဟုတ်ပြုတယ်လည်းဒီစိတ်ဟောဒီစိတ်ပဲနော်သိခန္ဓာလည်းဒီစိတ်ဟောသတိထားပါသတ္တဝိကြီးမနေတဲ့နေလို့မပြီးဘူးတနေ့တိုးပါနော်အဲကြတော့မကြည့်မစမျက်လုံးကိုပြီးတော့မျက်လုံးလည်းထွက်သွားမယ်အားကိုးတဲ့မျက်လုံးနဲ့ကြည့်နေအားတွေမကြည့်သေးနဲ့အပြင်ပရိသတ်လူတွေကိုသိစရာဝင်နေအားကိုးတဲ့မျက်လုံးမျိုးဘဝမျိုးမရောက်သေးနဲ့ကိုယ့်ကိုအားကိုးတဲ့တရားအားကိုးတဲ့မျိုးဖြစ်စေသိခံရင်နိဗ္ဗာန်ရောက်တယ်သိခံအဲမှာသတိထားလေးစိတ်နဲ့ယုံကြည်ကြည့်ချုပ်ပဋ္ဌာန်းနဲ့လေကြည့်လေရှုလေသတိထားလေခန္ဓာရင်ကိုစိတ်နဲ့တင်းချုပ်မဲ့လုပ်ကိုမကံမမြောက်စေနဲ့လေရုပ်နဲ့ခန္ဓာရင်ကိုယုံကြည်စိတ်ကဘယ်ချင်းတွေ့မလဲကပ်မလဲဒီကိုကနေရာပေးထားတာဟုတ်ရုပ်ကံမဲ့စိတ်ယုံကြည်နဲ့မဲ့စိတ်လုံးမဲ့စိတ်ကိုဖြစ်လာတဲ့စိတ်ကိုမရှိတော့ရုပ်မျိုးလုံးမဲ့စိတ်နဲ့ရှိတော့ရှင်းရှင်းနောက်စိတ်ကပရိစ္ဆေသမုပ္ပါလဲပြီးတော့မီးတောင်းနေပြီကြောင်းတဲ့ဘိန်းနဲ့တိုက်တော့မီးတွေပွင့်နေပြီသိခံလိုက်ပါစိတ်လိုမလိုက်ရောနဲ့ပြန်လဲရှုစိတ်ကိုပြန်လဲရှုပါဘာစိတ်တွေပေါ်လဲလို့သတိထားပါဘယ်စိတ်တွေပေါ်လဲသတိထားပါစိတ်ကိုပြန်လဲရှုပါစိတ်ကိုပြန်ရှုပါရှုတော့ဒုက္ခခံပြီးတော့ပေးမနေနဲ့တော့ဒုက္ခမရဘူးနော်ဒုက္ခခံပြီးတော့ပေးမနေတော့အလကားမနေနဲ့တော့အလကားနေအလကားကြည့်ဖြစ်သွားလိမ့်မယ်တတိစီရောအလကားနေတာတွေစူပေါင်းသမခံလိုက်မယ်သတိထားရအောင်လို့တရားကိုမြင်အောင်အားထုတ်မယ်ဆိုတဲ့စိတ်ကိုမွေးမိလိုက်တာဒီစိတ်ကငါဘာနည်းကြမဟုတ်ဘူးရုပ်ပေါ်လို့နံပေါ်တာသိအောင်ရှုနေဆိုတဲ့သဘောနဲ့ရှုနေတာအောင်မြင်သွားပါလိမ့်မယ်အနိစ္စဘုကိုယ်သက်တာဘုကြီးကကိုအားစိုက်ရင်မျက်နာမူနေတော့ဘယ်ဝိပဿနာဉာဏ်မို့မပြန်မဝင်တော့နောက်ကမီးရတောက်မိတောက်လို့သိရလဲမမဘူးကိုယ်ကြည့်မှားနေပြီသတိထားပါကိုလိုချင်တာလောက်တာသတိထားပါသတိထားစိတ်တည်ပေါ်လာမယ်မခံရင်နဲ့စိတ်သတိထားနော်မခံရင်နဲ့စိတ်ပြောင်းသွားမယ်မခံတာတဲ့စိတ်ပြောင်းသွားမယ်ဘာလို့ကောင်းမလဲဆိုတဲ့စိတ်ပြောင်းသွားမယ်ရည်ရည်တဲ့ဆိုတဲ့စိတ်ပြောင်းသွားမယ်ပြောင်းသွားတိုင်းပိုက်ချပြီးပါမူလစိတ်ထုတ်တာကိုလည်းသိပါလှုပ်ချင်တဲ့စိတ်ချုပ်သွားပြီးတော့ရည်ရည်တဲ့စိတ်ရောက်တဲ့အခါမှာရည်ရည်တဲ့စိတ်ဖြစ်တဲ့အခါလှုပ်ချင်တဲ့စိတ်ကြောက်တာမသိဘူးပိုင်းခြားမသိခဲ့ဘူးပိုင်းခြားမရှိတော့တတိအားနေနေတယ်ဒါကြောင့်မလို့ပိုင်းခြားယူဟုတ်ပြီမခံရင်တဲ့စိတ်သတိထားသူ့ဘာလို့တစိမ့်ကြီးတက်လာပြီ
ညာနဲ့ဆိုသိကျင်တဲ့စေတနာနဲ့ရှိပါဒါကြီးလေးပါမဖောက်ပြန်နေတော့ဒီစိတ်မရှိဘူးကဲဒီစိတ်ကြီးကငါစိတ်ငါသဘောနဲ့ဆိုချမ်းသာအောင်နေတာပြောအောင်နေတာကဲစိတ်ကလေးတွေးကြတွေးတာစိတ်ကြောင့်တွေးကြငါစိတ်ငါသဘောတွေးကြမရတော့ဝေဒနာကြီးကအဲ့ဆိုဒီစိတ်ကငါစိတ်မှမဟုတ်ပဲအဲ့ဒီလိုဆိုသဘောကိုဘာသဘောလဲလို့သိကျင်တဲ့စိတ်နဲ့ရှိပါသူ့သဘောကိုသိကျင်တဲ့စိတ်နဲ့ရှိပါသိကျင်တဲ့စိတ်နဲ့သဘောကိုအကဲခတ်ပြီးတော့ပိုင်းခြားရှိရမယ့်အလုပ်ကိုမလုပ်သေးနောက်ကဒိဋ္ဌိဝိသိကိစ္စမိတဏှာမိကလိုက်ချိုးနေမှာပဲစိတ်ကိုပရိသပရိသမပြန်နေစဉ်နဲ့စောင့်ကြည့်တာတစိမ့်ပြီးတစိမ့်ပေါ်လာမယ်ဝိရိကမကိလေသာနဲ့ပြိယုဒကိလေသာနှစ်ခုတော့ပြိယုဒနဲ့ကိလေသာလှုပ်ဖို့ပြီးဖို့ပါဖို့ရှိဖို့နှဲဖို့တောင်းခံနိုင်မယ်ဝိရိကမကိလေသာလှုပ်ပြောင်းလှုပ်မယ်အရိကိလေသာကမ္မမြောက်ခြင်းနဲ့အရိစိတ်ဖြစ်ခွင့်နေရာမှာမိအာမပိဋကတိထာပါပြီးတော့ပိုင်းခြားရှုတစိမ့်ပြီးတစိမ့်ရှေ့စိတ်နဲ့နောက်စိတ်မတူဘူးရှေ့စိတ်ကချုပ်တဲ့တရားစိတ်ထားလှုပ်ခြင်းနဲ့စိတ်ပေါ်လာတာနဲ့မာခြင်းနဲ့စိတ်ရောက်တော့မာခြင်းနဲ့ရှိလိုက်မရှုနဲ့လှုပ်ခြင်းနဲ့စိတ်ချုပ်သွားတဲ့တရားပြီးတော့မာခြင်းနဲ့စိတ်ကအစ်ပေါ်လာတဲ့ပိုင်းခြားရှုမာခြင်းနဲ့စိတ်ချုပ်သွားတယ်မလိုက်ရောပဲသိခံပြီးတော့မာခြင်းနဲ့စိတ်ဘယ်ချင်းပေါ်လာလဲလို့သိအောင်အခက်ခါပြီးတော့စိတ်ရှိနဲ့ဝေဒနာတက်လေနော်ကျေးဇူးရှင်ဝေဒနာဒါလေးပါပေါက်ပြန်လာလှုပ်တဲ့ကိုလှုပ်ချက်လှုပ်တော့မလားသတိထားတကယ်သတိမလင်းနဲ့သတိလေးလို့ဖြစ်တာသတိအောင်ကသတိထားရှုရမယ်ဆိုတာမရှုတာနော်သတိထားရှုရမယ်ဆိုတာမရှုတာရှုရမယ်ဆိုတာရုပ်ကြည့်ကိုသွားပြီးတော့နားရဲကြိုက်တယ်မခံနိုင်ဘူးပြင်းမို့လှုပ်ဖို့အဲဒီကိုအောင်ပြီးမှဆိုလို့ချင်းမှားနေပြီအဲဒါရုပ်မှမိတောက်တာမဟုတ်စိတ်မှမိတောက်တာမိတောက်တဲ့နေရာမိသားတော့ရုပ်ဆိုတာဘာမှမသိဖောက်ပြန်နေတာပဲရှိကျန်တဲ့ဘောနုသဘောသူကဖောက်ပြန်တာသဘာဝပဲအဲဒါကငါပဲငါဥစ္စာပဲဆိုပြီးတော့စွဲတာခံစားတာမှတ်သားတာလုံးသွင်းတာစိတ်ဆော်တာအဲ့ဒါစိတ်မှာအဲ့စိတ်ကိုမရှိဘဲနဲ့ရုပ်ရှုမှားပြီဒီချင်းဝေဒနာဝတ္တနာတနိဗ္ဗာန်တရားတွေကိုတိုက်ရိုက်ပဲတတ်တာအုံးပြီးတော့အခွန်ခွာပြီးတော့မှအနိစ္စအားတော့အနစ်လူခြင်းလို့အခွန်ခွာနေတာပရမယုံနုနံနုတွေကိုရှုခြင်းလို့ကျမ်းတဲ့နိဗ္ဗာန်တရားတွေကိုဝိပဿနာယတိကပဲတိုက်ရိုက်ပဲတတ်တာအဲ့ဒီကျတော့ဘာလုပ်ရမလဲနိဗ္ဗာန်တရားနဲ့ရှင်တာစိတ်ဆိုတာနိဗ္ဗာန်တရားမှာရှိတာအဲ့တော့စိတ်ကိုရှုတဲ့ကြားရနေမျိုးမရှုခြင်းပဲနဲ့တတိလွတ်တာတတိလွတ်လိုက်လို့ဆင်းရဲတာတတိယဘာကိုရှုရမလဲအလိုလိုဖြစ်လာတဲ့စိတ်လုံးပဲယုံပဲမခံနိုင်ဘူးဆိုတဲ့စိတ်မခံញင်ဘူးဆိုတဲ့စိတ်ဘယ်လိုလုပ်ကောင်းမလဲဆိုတဲ့စိတ်ဒီပြောင်းပေါ်ပါမယ်လေပြောင်းပေါ်တိုင်းတတိထားပါပြောင်းပေါ်တိုင်းဒီစိတ်ကိုပြောင်းပေါ်တိုင်းဒီကိုပြောင်းတာမဟုတ်ဘူးနော်သူ့ဘာသူပြောင်းပေါ်တာဒီစိတ်နဲ့စိတ်မတူဘူးပိုင်းခြားသိရမယ်ပိုင်းခြားပြီးတတိထားပါရှုပါသိခံပြီးတော့လည်းရှုရမယ်ဒီတော့သိတဲ့ကိစ္စကြံကစွန့်လွတ်ထားရမယ်စိတ်ကတောင်းခံတဲ့အလိုလှုပ်ဝဲပြင်းမဲ့ရုံးမဲ့ကံမဲ့မမဲ့ကြွမဲ့ဆိုပြီးတော့လှုပ်စော်တဲ့ပရိယုဒနာကိလေသာကိုအောင်မြင်အောင်လှုပ်ဝဲကြွလှုပ်လိုက်ကြွလိုက်မလိုက်ပြလိုက်တဲ့အလုပ်လုပ်တဲ့နောက်စိတ်ကဘာလုပ်ပဲလှုပ်ပြောင်းလှုပ်ဖို့ဘဝင်ကိုဝင်ညစ်မှာအဲ့ဒီနေရာမှာဇလန်းကလိမ့်မယ်ပရိသတ်ဘုရားအဲ့ဒီနေရာဖြတ်အောင်ရှုရမှာအဲ့ဒီနေရာကိုရှုရမှာစိတ်ကိုရှုရမှာသွလို့ထားမှာကဘယ်စိတ်ကဘလို့တောင်းတော့မလိုက်ရောဘူးဆိုတာကိုပိုင်းပိုင်းဖြတ်ဖြတ်သွန်းတာရှုနေရမှာလှုပ်ပြီးပါပြင်ပြီးပါမပြီးပါနားတယ်ကြိုက်တယ်မခံနိုင်ဘူးဘလို့လောကကောင်းမလို့ဖြစ်မှဖြစ်ပါမလားအဲ့ဒီစိတ်ကြီးကတစိပြီးတစိပေါ်လေးချုံလေးပေါ်လေးချုံလေးပေါ်လေးချုံလေးပြောင်းပေါ်သွားလေးချုပ်သွားလေးပြောင်းပေါ်သွားလေးချုပ်သွားလေးပြောင်းပေါ်သွားလေးချုပ်သွားလေးဖြစ်နေတာဟောမသိဘူးပေါ်တဲ့စိတ်ကိုပဲဒိဋ္ဌိကလည်းကတ်အဲ့တော့စိတ်ပြောင်းပေါ်တိုင်းသတိထားလှုပ်ချင်တဲ့စိတ်ပေါ်လာတာပေါ်နေမိမိစိတ်ကလေးပြီးပြန်စစ်တယ်တရားမထိုင်ခင်တော့လှုပ်ချင်တဲ့စိတ်မခံနိုင်ဘူးဆိုတဲ့စိတ်သက်သာခြင်းနဲ့ဆိုတဲ့စိတ်အနေချောင်ခြင်းနဲ့ဆိုတဲ့စိတ်ဘာလို့အကောင်းလဲဆိုတဲ့စိတ်တွေမရှိဘူးအခုဝေဒနာတက်လာတော့မှပေါ်လာတာဆိုတော့ငါပေါ်တာမဟုတ်ဘူးရုပ်ပေါ်လို့နာပေါ်လာတာအဲ့တော့စိတ်ကတတိထဲတအောင်ရောမနေဘူးပြောင်းပေါ်တယ်အဲ့တော့စိတ်ရဲ့သဘောလက္ခဏာရှိရင်ပြောင်းပေါ်တိုင်းသိတာလှုပ်ခြင်းနဲ့စိတ်ကလေးပေါ်လာတာရဲ့နောက်တော့ပြင်းရင်တဲ့စိတ်ကလေးပေါ်လာတာရဲ့မတူဘူးပြောင်းသွားပြီနောက်တော့မခြင်းတဲ့စိတ်ကလေးပေါ်လာတာလှုပ်ခြင်းတဲ့စိတ်ကလေးပေါ်လာတာပြင်းခြင်းတဲ့စိတ်ကလေးပေါ်လာတာနှဲခြင်းတဲ့စိတ်ကလေးပေါ်လာတာတစိပြီးတိကတော့စိတ်ကတမျိုးတည်းမနေဘူးတမျိုးတည်းမနေဘူးသတိထားစိတ်ကိုပြန်သတိထားသိခံပြီးသတိထားပါအကဲခတ်ပြီးရှုပါအကဲခတ်ပြီးဝိပဿနာဆိုတာဝိပြီးတော့ထိုးပြီးတော့ပတ္တိရှုရမှာမရှိဘဲနဲ့လှုပ်ဝဲပြေးပဲဆိုလို့ရှိရင်ဝိပဿနာမဟုတ်တော့ဘူးတဏှာလိုလိုက်သွားတာဒိဋ္ဌိလိုတဏှာလိုတတန်တယ်တော့ပါလာတဲ့ပုဇင်ကြီးဥစဉ်ဝါဒကြီးဖြစ်သွားတယ်အဲ့တော့ဝိထိုးပြီးတော့ပတ္တိရှုပါဘလို့ရှုရမယ်လှုပ်ချင်တဲ့စိတ်ကနေပြင်းရင်တဲ့စိတ်ပြောင်းသွားဖို့ပြင်းရင်တဲ့စိတ်ကမရင်တဲ့စိတ်ပြောင်းသွားဖို့မရင်တဲ့စိတ်ကနေရွှေ့ရင်တဲ့စိတ်ပြောင်းသွားဖို့
အဲ့ရနေပူဆိုးလာမလားဆိုတဲ့စိတ်ပြောင်းသွားဖို့ဘလို့လောကောင်းမလဲဆိုတဲ့စိတ်ပြောင်းသွားဖို့ရင်းကြီးကိုဝင်ကြီးချုပ်ပြီးတော့အတင်းဆုပ်ထားမယ်ဆိုတဲ့တောင်းတတဲ့စိတ်ကလေးပြောင်းသွားဖို့အဲ့လိုပြောင်းပြီးသွားတာပြောင်းပေါ်တိုင်းဒီပါပြောင်းပေါ်တိုင်းဒီပါစိတ်တစ်လုံးနဲ့တစ်လုံးမတူဘဲနဲ့ပြောင်းပေါ်တာကိုပြောင်းပေါ်တိုင်းဒီပြောင်းပေါ်တိုင်းဒီထားအသစ်ပေါ်လာတဲ့သတိထားချုပ်သွားလိမ့်မယ်အသစ်ပေါ်လာတဲ့သတိထားကိုအသစ်ဖြစ်လာတဲ့စိတ်ကလေးတွေသူ့ဘက်ကိုပေါ်လာတာကိုပေါ်တိုင်းထီမိမိသိအောင်သတိထားသိခံပြီးစိတ်ရှိရတဲ့သိခံပြီးတော့သိသတိထားပါသတိထားပါသတိထားသိခံပြီးသတိထားသိရှိထားဝိရိယဆိုတာစိုက်ထုံးပြီးတော့ရှုတတိကိုဝိရိယစိုက်ထားသတိထားတာကိုမအားနဲ့မလတ်နဲ့မနာနဲ့တတိလိတာနဲ့မောရတဲ့ဒိဋ္ဌိတဏဝင်ကပ်ပြီးတော့စိတ်ကိုပူလောင်လိုက်မယ်သတိထားသိခံပြီးစိတ်ရှိနေသိခံပဲ့လို့မတော်ပုံလည်းမတော်ပဲ့လည်းမတော်သာသာမြတ်သာရှာရင်းနဲ့ရင်းလေးသေးတာတွေကားတိုက်တာတွေဘိုးစိုးပြတာတွေငွေကြိုက်တာတွေကုများတတ်တာတွေတပုံကြီးတရားထိုင်နေဘာမှမသိတဲ့မနာမရှိဘူးကြောက်ကြရလို့လည်းမဟုတ်ပုံတော်ပဲ့သွားလည်းမဟုတ်ဘူးသိခံပြီးတော့အကဲခတ်ရှုရေကြီးကားဖမ်းသလိုတဏစိတ်ကလေးတစ်မျိုးအသေးသေးပေါ်တိုင်းမိမသွားနဲ့စိတ်တစ်လုံးအသေးပေါ်လာလဲမမိနဲ့သတိထားနောက်တစ်လုံးပြောင်းပေါ်လာလဲမမိနဲ့သတိထားဒါသတိထားအဲ့ကြားရနေပြီးတော့လှုပ်ချင်တဲ့စိတ်တောင်းခံနေရနေလှုပ်ဖို့ဆိုပြီးနောက်စိတ်ကထိုးထွက်လာတဲ့ယူကတတိကြီးလွတ်ပြီးတော့ရွာပြီးခရင်မဆက်ပြီးတဲ့အဲ့ဒီမှာလဲမမိနဲ့သတိထားမိပြီးတော့ခရင်ဆက်ပြီးတဏှာကိုအားပေးပြီးမှကြောက်လို့မမိနဲ့သတိထားလို့ပြောတာသတိထားသတိမလေးစိနဲ့သတိထားစိတ်ကလေးတွေပြောင်းပေါ်တာသတိထားနှုတ်မယ်ရုံးမယ်ကံမယ်ပြင်မယ်မမယ်လုံယုံမြောင်မပြောင်းဆက်မယ်အဲ့ဒီအလုပ်တွေလုပ်မဲ့ဇာလန်းကိုသတိထားဓာတ်ကောင်တရားခံဘယ်လိုလဲဆိုတာသိလိုက်ရှုထားသတိထားပါစိတ်ကလေးပြောင်းပေါ်တဲ့သတိထားပါအသစ်ပေါ်လာတဲ့သတိထားပါမလစ်တန်းသတိထားပါသတိထားတဲ့လို့လုံးရလာလို့ကိုယ့်ကိုယ်စိတ်ကိုမိမိဒီစိတ်အသေးပေါ်တိုင်းသိအောင်ကြည့်နေတာလားရှုနေတာလားနော်အဲ့လိုမဟုတ်ဘဲနဲ့အောက်ကပေါင်းကြိုက်တုံကြီးတဲ့ဝေဒာကြီးကိုသွားကြည့်နေတာလားညီမှုမဟုတ်ရှုတဲ့စိတ်ကြီးကငါဆိုပြီးတော့ပဲကြံစီနေလားအဲ့ဒါကိုလည်းသွားပဲနော်သိကြစိတ်မမားစီနဲ့သတိထားအောက်ကအရေးနဲ့တူတဲ့တန်လျာမရှိတဲ့ဗရမ ्या အရေးကြီးကိုအရှိထင်ပြီးတော့မကြည့်နေတဲ့ထမ်းမင်းမော်နဲ့တူတဲ့ဗရမ ्या နဲ့တူတဲ့စိတ်ကူရရှုစိတ်မှာတောက်တဲ့မိစိတ်ကိုပဲရှုပြီးသားရလိမ့်မယ်မိတောင်လို့တာလဲစိတ်မှာပဲမိတောင်လို့ရတာလဲစိတ်မှာပဲအဲ့ဒီမှာပြဿနာရှင်းရလိမ့်မယ်ပြဿနာရှိတဲ့နေရာမှာရှင်းမနေမှာရှိတဲ့သွားရှင်းလို့ဘာမှပြဿနာပြောင်းမှာမဟုတ်ဘူးအဖြေပြမှလည်းမဟုတ်ဘူးသတိထားစိတ်ကူရသတိထားမလေးစိနဲ့အေးစီအကဲကရှုသတိထားရှုစောင်းရှုသတိမလေးတန်းရှုသတိထားတိခံပြီးသတိထားအသေးပေါ်လာတဲ့သတိထားကြံတော့မယ်ဆိုတာနဲ့ပေါ်လာတဲ့သတိထားပြီးတော့မယ်ဆိုတဲ့သတိထားဘာလို့ကောင်းလဲဆိုတဲ့စိတ်ကပေါ်လာသတိထားဖြစ်မှဖြစ်ပါမလားဆိုစိတ်ပြောင်းသွားသတိထားထားနေသတိထားမှန်လေးထားနေသတိထားတော့သတိကြီးလွတ်ပြီးတော့ကိုလို့ရှာလို့ရဆိုသွားပြီးတော့အဲ့ဒီမှာမားရအဲ့ဒီအကျင့်ပုရုသေအကျင့်ကြီးကိုတော်လှန်ပြီးပါသတိထားစောင်းရှုသိခံပြီးစိတ်ရှိသိခံပြီးရှုမလေးတန်းစောင်းရှုစိတ်ဒီဖြစ်သေးပေါ်လာတဲ့သတိထားဖြစ်တာတွေမပြောနဲ့ဖြစ်လာတဲ့သဘောပြက်လာတဲ့သဘောကိုဉာဏ်နဲ့ပိုင်းခြားသိဖို့တော့အောင်ပြုတာကြည်တာရှုထားသတိထားသိခံပြီးရှုသိခံမှုရဲ့အဆုံးအနိဗ္ဗာန်သိခံပြီးစောင့်ရှုရမှာသိခံပြီးစောင့်ရှုပါသတိထားပါသတိလွတ်ပြီးတော့စိတ်လိုက်မှစိတ်နဲ့သွားပြောပြီးတော့မပေါင်းနဲ့စိတ်ကငါဆိုပြီးတော့မျောမနေနဲ့စိတ်နဲ့ကငါနဲ့စိတ်ပေါ်ဆိုပြီးတော့ယုံကြည်သွားပြီးတော့အောင်ပြုမနေနဲ့မားနေပြီးရှုကမားနေပြီးသတိထားပါဒီအချိန်ကနိဗ္ဗာန်တတ်တဲ့အချိန်မှာယုံကြည်သွားပြီးတော့ပူရာကြီးကိုပူတယ်မမှတ်နဲ့ဖြစ်တဲ့နှိမ့်တဲ့ဒုက္ခတွေသွားမလို့နဲ့ဒါဝိပဿနာရှုရမယ်အချိန်မသေးဘူးသတိထားပါစောင့်ရှုသတိမလေးစိနဲ့အေးစိသတိထားပါစိတ်ရှိထားပြီးဝိရိယစိုက်ထားပါသတိထားတဲ့အလုပ်ကိုမနာနဲ့မအားနဲ့သတိထားတဲ့အလုပ်ကိုမအားနဲ့တော့မနာနဲ့တော့သေချာသွားပြီးသတိထားပါတော့အကဲကပြီးသတိထားပါသေချာသတိထားသတိမကင်းစီနဲ့သတိမလေးစီနဲ့စောင့်ရှုစိတ်ကလေးတွေကိုရှုရုပ်ကိုမရှုနဲ့သတိထားသိခံပြီးရှုသတိထားပါဆိုရင်နည်းနဲ့အလိုလိုက်တာနော်မသိတာတဏှာပဲလိုက်ပြီးတော့ခါတဲ့လုံဝင်ကြီးမြင့်ချင်းတဲ့စိတ်နဲ့တောက်ခံတဲ့စိတ်နဲ့ညှိပြောင်းညှိနေတဲ့စိတ်ကနည်းနည်းလိုက်ရောနဲ့ဘုံကြီးတင်းလာတာနည်းနည်းလိုက်ရောလို့များဖြစ်လာတာများလုံးအကြီးတော့မနိုင်တော့အဲ့တော့ဖြုတ်လို့လည်းမရလှုပ်လို့လည်းမရဆုံးလို့လည်းမရဖြစ်သွားတယ်နည်းနည်းလေးကိုမှမလိုက်ရောပါနဲ့သတိထားပါ
ဒီစိတ်ကိုသိလို့တဲ့သဘောတဏှာကိုပိုင်းခြားမြင်လို့တဲ့သဘောမဲ့နဲ့ပယ်လို့တဲ့သဘောသတ္တမြာတော့ဘဝမျိုးမျိုးဖန်တီးပြီးတော့ပုံသဏ္ဍာန်မျိုးမျိုးနဲ့အမျိုးမျိုးရက်ဆက်ဖန်တီးရတဲ့တဏှာခန္ဓာကြီးနေဆောက်လာတဲ့တဏှာလှုပ်မဲ့ပြေမဲ့မပဲရွှေ့မဲ့ဆိုတာတရားခါဒီခန္ဓာကြီးရောက်ဖန်ဆင်းထားတာအဲ့ဒီတရားခါအဲ့ဒီတဏှာပဲသူဆောက်ထားတာမသိတော့ငါဤဆိုပြီးငါလောက်တာငါဆောက်ထားတာရလားမပါဘူးစံကြီးတပြင်းတော့မပါဘူးဘူးဆောက်တာတဏှာဆောက်တာတဏှာဆောက်တဲ့ရင်တဏှာပေါ်လာပြီလှုပ်ခြင်းနဲ့ကြည်ခြင်းနဲ့မခြင်းနဲ့ရွှေ့ခြင်းနဲ့ဆိုတာကဲငါစိတ်ငါသဘောလားဆိုရင်ကဲအဲ့စိတ်တွေမထွက်တဲ့ဆိုတော့ပိတ်ရကြည့်မရဘူးတဏှာအနတ္တပရိဒါဒီခန္ဓာဘူးဆောက်တဲ့တဏှာဆောက်တာအကြောင်းရှိတော့ခန္ဓာတွေကတဏှာထွက်လာတယ်အဲ့တော့တဏှာဒီခန္ဓာမှာမကွာခြင်းဘူးအဲ့တော့ရတဲ့နည်းနဲ့လှည့်ပတ်ပြီးလိမ့်လိမ့်မယ်အဲ့မှာမက်စိတ်ကတတိဉာဏ်နဲ့ရမက်စိတ်သူ့ပေတိုင်းကမက်စိတ်ကပဲပန်းနေတာမက်စိတ်လေးတွေတိုက်တိကံတတိထားတတိအားကြီးဖို့လိုတယ်တရားအားထုတ်လို့ဆိုတတိအားဝရိယအားတမာရိယပညာအားအဲ့ဒီအားတွေနဲ့ထုတ်ပါမယ်ထုတ်တာတတိနည်းနည်းနဲ့မရဘူးတဲ့တတိအားကြီးရမယ်တတိထားပါတတိထားတတိတရေဆိုတာတတိယအိန္ဒြေထက်ရငေါဟကတတိလစ်တာတတိထားတာအာမောဟတတိထားလိုက်လို့ချင်းအာမောဟဖြစ်သွားလိမ့်ပညာကုလာလိမ့်တတိထားအမောင်းခွင်းရင်တတိနဲ့ခွင်းတတိလေးထားပြီးတော့ဈေးပြောင်းစောတော့ရှုသိပြောင်းပေါ်တာသည်ပြောင်းပေါ်တာသည်ပြီးရင်အဲ့ဒါသိတာကလင်းတက်ပေါ်လာလိမ့်မယ်ဝိဇ္ဇာဉာဏ်မဲ့သမာဓိတိဘက်ကင်မဲ့တတိထားဟောအလိုလိုက်တော့မယ်နော်တတိထားလေးကြားရတဏှာနဲ့ထဲပဲထဲခြင်းနဲ့စိတ်ကလှုပ်တော့မယ်ဆိုပြီးကိုယ်ကရောလှုပ်တယ်ငါဆိုပြီးတော့လှုပ်တယ်ယုံတော့မလို့ငါဆိုပြီးလှုပ်တော့အဲ့ဒီမှာယုံပြီးအောင်လိုက်ရောတဲ့စိတ်ကလေးပေါ်လာတာကိုသတိမထားတော့ကိုယ်ကပါတတိကြီးလွတ်ကြပြီးတော့တဏှာနဲ့လိုအားပြီးထွက်လာမေ့သွားပြီပြန်စားသတိပြန်တာအတိခံယုတ်ကြီးအခွန်ချောတာပုံချတာရှင်တော်မျိုးစဆွန်တာတနေ့လဲဆွန်ရမှာပြစ်ချမှာသတိထားပါအခုတည်းကဆွန်တာသတိထားနည်းနည်းမလိုက်ရောနဲ့နော်နည်းနည်းယုတ်ကြီးတင်းထားတာစိတ်ကြီးတင်းထားတာဘုံကြီးပြစ်ထားတာအဲ့ဒါဆိုနည်းနည်းရများဖြစ်လာပြီးတော့တခါတော့နောက်တော့မကြည့်မဆများတော့ဘာလို့တော့မသိဖြစ်တော့တယ်အဲ့ကြတော့မှဆရာအောင်ပုံကန်တော့တာပဲဆရာခိုင်းတာမလုပ်တော့ပဲတဏှာခိုင်းတာကြီးလုပ်တော့တာပဲနဲ့ပဲလုပ်ပဲကြွမယ်အဲ့လိုဖြစ်တော့သတိထားဆရာတော့မောလို့တဏှာတော့တစ်ချက်ပဲခေါ်ရတယ်ငေါက်ခနဲ့ပါသွားရောသတိထားမလိုက်ရောနဲ့လက်ရောပေါင်းများလာပြီလိုက်မိရောရလိမ့်မယ်အာဟုသူတွေပြီးတွေဒုက္ခတွေနဲ့ရောရတော့သတိထားသတိမလေးစိနဲ့စိတ်ပြောင်းပေါ်လာပဲစိတ်ကလေးအသိပေါ်လာမယ်နားရဲဆိုတဲ့စိတ်ပြင်းနေဆိုတဲ့စိတ်ပြောင်းသွားပြီပြင်းနေဆိုကဘာလို့ကောင်းလဲစိတ်ပြောင်းသွားပြီရှင်းမဖြစ်ပါမလားဆိုတဲ့စိတ်ပြောင်းသွားပြီအပူဆိုးလာပြီဆိုတဲ့စိတ်ပြောင်းသွားပြောင်းလာတာပြောင်းနေတာအရှိတယ်ကိုကမရှိဘူးရှုရအရှိတယ်ကိုကမရှိဘူးသတိထားရှုရမယ်ရှုသတိထားရှုပါသတိထားပါသတိမလေးစိနဲ့သတိမကင်းစိနဲ့စိတ်ကလေးကိုပန်းချရှုစိတ်ရှိထားပြီးသိခံရှုခွင်းလုပ်ပြီးရှုစိတ်ရှိထားပြီးရှုသိခံပြီးရှုပါတစိပေါ်လာတဲ့သတိထားပါတော့ဖို့လုံးဖို့ယုံဖို့ကံဖို့ညှိဖို့ချုပ်ဖို့ပေါ်လာတာကိုလိုက်ရောမှုမရှိဘဲနဲ့ဆုံးလို့ပြီးတော့ခုနတွန်းကျင်လုံးကျင်ယုံကျင်ကံကျင်တဲ့စိတ်ကလေးပေါ်လာတာအနတ္တသဘောပါလားလို့ချုပ်တော့အနိစ္စသဘောတရားဝါလိမ့်မယ်ကိုအနိစ္စတွေအနတ္တတွေလို့ပဲအနိစ္စဆိုအနတ္တပြောတာဒီခန္ဓာလက်တွေ့ကြတော့ဉာဏ်နဲ့ပဲသိရတယ်သူ့ဘာသူဖြစ်လာတယ်ဆိုလို့ပြီးပိုင်းခြားသိရင်တော့ကျင်းတော့ပြတ်သွားတယ်သိနေတာတော့ပြီးဒီစိတ်ကငါစိတ်ကိုသူ့ဘာသူမမြင်ပြတ်သွားတယ်ပြောင်းသွားအတိအပေါ်လာပြန်ပြီငါပေါ်လာမဟုတ်သူ့ဘာသူပေါ်လာတာအဲ့ဒီအောင်ရှုတာအေးစိတ်ရှုတာဒီခံမီရှုတကယ်သေဝဲကြတော့ဗရာမီလူတဲ့ချိန်မှာအိန္ဒိယတံဝရသီလအဲ့လိုတတိကတဏမာနဒိဋ္ဌိကိုနိုင်လေးအုပ်ချုပ်ထားတော့အဲ့လိုသီလမျိုးမှမြတ်တဲ့ဘဝရောက်ပါအဲ့မှာတစ်ချက်ပါသွားမှာတော့အခုတည်းကဒုက္ခကြားရဗျံပရာဖြစ်နေတဲ့စိတ်ကိုထိမ့်သိမ့်နိုင်တဲ့လေ့ကျင့်မှုတွေယူရည်သင်တန်းတက်ထားမှာရင်းထားမယ်စိုက်ထုတ်ထားမှာအခုတည်းကအနာဂါမအသာသမှာယဉ်ဒီတာဟောလိုက်တော့မယ်နော်ပြောတဲ့ဆိုတွေကတဏှာကြွတော့မယ်ဆိုကြွတယ်နော်ကြွတော့မယ်တတိကြီးပြေးချပြီးကြွဖို့ဟန်ပြင်းနေပြီခါကြီးဆမ်းဖို့ဟန်ပြင်းနေပြီလှုပ်ဖို့မဖို့ဟန်ပြင်းနေပြီသတိထားရန်လဲရှုသတိထားသတိမကင်းစီနဲ့သတိထားသတိမလေးစီနဲ့
တတိမလေးစိနဲ့တေချာသာတေချာသိခါတော့အခက်ကတော့တတိလိတ္တနဲ့တဏှာနောက်ကစောင့်ရပါနှဲဖို့လုပ်ဖို့ရုပ်ဖို့ကံဖို့တဏှာနောက်ကအစဉ်သေးစောင့်ရတော့တတိလိတ္တနဲ့တဏှာသိခေါ်ကြမလို့ဘယ်နဲ့ရောက်လာလိမ့်မယ်နော်တတိပလင်းနဲ့တတိပလင်းနဲ့စောင့်ရှုတတိထားတတိအလင်းမခံနဲ့တတိလိတ္တနဲ့ကြားညက်သွားလိမ့်မယ်တဏှာဝင်ကြားညက်သွားလိမ့်မယ်တတိတည်းမှအလင်းမခံနဲ့အပြီးပြီလို့တဲ့တရားမဟုတ်ဘူးမြေတဲ့ချမ်းသာကိုရောက်ခြင်းမြေတဲ့တတိထားရမယ်ထာဝရချမ်းသာတဲ့နိဗ္ဗာန်လို့ချင်းထာဝရတတိမြင်ရမယ်အင်္ဂလိပ်ဘာသာလည်းကျိုးဖြတ်တယ်ခုနတဘုံဒီနာတဘုံရှုံးဝဒေတာလေးတိက္ကဝဒေတာလေးကြီးစားခွေးစားနဲ့ပြောက်သွားမယ်မြဲကျင်တော့လေပင်ပန်းလို့သိကြတော့မြဲသွားတော့ရပြီတစ်ထောင်ပြည့်ပါကိုယ်တောင်ရပါတယ်အခုလည်းမြဲအောင်ပန်းလို့သိထားတတိကိုပန်းသိတယ်လို့သိထားတရားရှုလိုက်သတိထားလိုက်တရားထုတ်ထားလိုက်တရားနဲ့ပေါ့လို့တရားပြန်ရှုလိုက်အဲ့ဒါအင်္ဂလိပ်ဘာသာပထမလက်ညှိုးပြခံမယ်နောက်ပိုင်းကျတော့သိတယ်ငါအဖတ်မတင်ပါလားလူအဖတ်တယ်မလို့ငါလည်းပင်ပန်းလို့သိထားလို့ရှင်ဒါမြဲပဲတစ်ထောင်ပြည့်ပဲဆိုရောအခုလည်းဒီလိုပဲသတိထားသူကပေါ်ပါပြီးတော့တရားလိုက်ရှာကြမလို့နော်လှုပ်ရှင်တဲ့စိတ်ကြည်နေတဲ့စိတ်နဲ့ကျင်တဲ့စိတ်ကြွကျင်တဲ့စိတ်တရားပြနေပါပြီအဲ့ဒါတဏှာအနတ္တလို့ပြနေပါတယ်တဏှာနဲ့ရှင်တဲ့စိတ်ကလည်းငါခေါ်တာမဟုတ်ဘူးဘယ်သူမှခေါ်တာမဟုတ်ဘူးလူဖြစ်လာတာလို့ပြောလိုက်ပဲပြောပြီးတကယ်ဆိုပြလိုက်မယ်ဗျာနေကျင်တဲ့စိတ်လုံးကျင်တဲ့စိတ်သတိထားမှစိတ်ဒီပါစိတ်ဒီပြောင်းလာလဲသတိထားနေကျင်ကြွကျင်တဲ့စိတ်ဒီအတိပေါ်လာတာသတိထားစိတ်ကိုပြန်စိတ်မိစိတ်ကူးတွေသားစိတ်မယားစိတ်မရှိတော့ဘူးရွှေစိတ်မျိုးစိတ်မရှိတော့ဘူးနားတယ်ကြိုက်တယ်ထုံတယ်ဆိုတဲ့စိတ်ဖြစ်လာပြီအဲ့ဒါသတိထားအဲ့ဒါငါပေါ်တာမဟုတ်ဘူးတောင်းဆိုင်လို့ပေါ်တာသတိထားဦးစီးရပေါ်လာလိမ့်မယ်သတိထားအခုစိတ်ကိုဘာစိတ်ဒီပေါ်လဲပြန်စိဘာစိတ်ဒီလဲဘာစိတ်ဒီဖြစ်နေလဲဘယ်မျိုးသားလဲဘယ်လောက်မြဲလဲဘယ်လိုဖြစ်လာလဲဘယ်ခြင်းဖြစ်လာလဲဘယ်သဘောဆောင်ပါလဲသိအောင်ရှုအကဲခါရှုပါသတိထားပါသတိမလေးစိနဲ့သတိမကင်းစိနဲ့မမရှုစောင့်ရှုအကဲခါရှုသတိမလေးတိုင်းရှုပါသတိထားပါမပြန်လေးစိနဲ့သတိမကင်းစိနဲ့သတိမလေးစိနဲ့စောင့်ရှုစိတ်ကူပဲစောင့်ရှုပါယုတ်ကြီးပါမရှိပါနဲ့ယုတ်ရှုတာဘာမှအကျိုးမရှိဘူးဆင်းရဲတာပဲအကျိုးကြီးတယ်နာလက္ခဏာနာမတောက်တဲ့ပြီးနာမရတ္တတဏှာရှုဒိဋ္ဌိရှုလို့လောင်းတာသတိထားမှတော့သတိထားပဲလို့ကိုယ်လေးသတိကြီးလွတ်ပြီးတော့စိတ်နဲ့ပဲပိဋိခံကြတာကြီးပဲသတိထားပါသတိမကင်းစေတဲ့သတိထားစိတ်ကိုပြန်လဲရှုတာအလင်းမခံနဲ့တစိပေါ်တယ်တစိရှုပြီးသားဘလူတွေဝဘူးတွေထွက်လာတယ်အပေါဝဘယုတ်ကြီးတကောင်ထွက်တကောင်ရှာနဲ့ပတ်ခရက်ကတာနောက်တစ်ကောင်ထွက်တာနဲ့ထွက်လာတာနဲ့သူကရှာနဲ့ကတယ်ခဏရက်တာပဲတွင်းနဲ့ဝင်မနိုင်ပါဘူးတကောင်ကြီးထွက်လာတာကိုတကောင်ကြီးမှန်ရှာနဲ့ရက်ပြီးစားတယ်နှလုံးသားထဲကဘလူတွေနဲ့တူတဲ့စိတ်ကလေးထွက်လာလိမ့်တတိနဲ့တူတဲ့ဘယုတ်ကြီးကစောင်းလာရှုတာသတိထားစိတ်ကိုရှုတယ်ဆိုတာဘယ်စိတ်လဲနာလာလဲစိတ်ကလေးပေါ်နေလားမခံနိုင်လို့စိတ်ကလေးဖြစ်နေတာလားဘယ်ချိန်ပေါ်လဲဘယ်သဘောလဲဉာဏ်နဲ့ကြည့်ရမလို့မျက်လုံးနဲ့ရှောက်ကြည့်အောင်မဟုတ်တော့ဉာဏ်နဲ့အကဲခတ်ပြီးတော့အလိုလိုပြကိုယ်အကြည့်တက်ကလေးပဲကြည့်ရုံတက်ကလေးကိုရှာဒီချာလိုက်ရှာကြမို့ရှိနေတယ်တိတ်တပြင်းမျိုးရှိတယ်ရှာကြမို့ရှိတယ်ရှိပြီးပေါ်နေတာရှိပြီးထွက်နေတဲ့ပေါ်ပြနေတဲ့သဘောဖြစ်တဲ့စိတ်ကလေးကိုမသိဘူးလားအဲ့ဒါပဲသတိထားပါသတိမကင်းစေနဲ့သတိမလေးနဲ့စောင့်ရှုအရှိုံလေးတက်ပဲနော်စကားပြောခိုင်းတယ်လည်းမဟုတ်ကြံစီခိုင်းတယ်မဟုတ်နားတယ်လို့လုပ်ခိုင်းတယ်မဟုတ်ဘူးဘာလို့အကောင်းလဲပြောခိုင်းဝေဖန်ခိုင်းတာလည်းမဟုတ်ဘူးလိုက်ပယ်တတ်ခိုင်းတာလည်းမဟုတ်ဖယ်ခိုင်းတာလည်းမဟုတ်ဘူးအဲ့လိုအမျိုးမျိုးလှုပ်ချင်နေတဲ့စိတ်ကလေးတွေအသေးအသေးပေါ်လာတိုင်းသိအောင်ရှုနေတဲ့တခုပဲလုပ်တယ်အားလားပဲလို့ဤကိုတတ်အောင်လို့ဟိုကွာဒီကွာဟိုပဲဒီပဲဟိုစိုးဒီဆိုမလုပ်နဲ့အဲ့ဒါကိုကအရှုခံမယ်အဲ့ဒီစိတ်ကသတိထားအနာခံမအသာဆံရမယ်နိဗ္ဗာန်အသာဆံရင်အနာခံသတိထားပါသတိပလင်းနဲ့စိတ်ကိုပြန်ရှုပါစိတ်မှာတောက်တဲ့မိပါစိတ်မှာပဲရှင်းပါသတိထားပါနော်
Rita, Rimilisi, the Gubeshu, Babianis, live in the chest, say like a Malocha. Uru did say never Loja Loga, say never 2 inches in it. 3 tired and Malochu, see him move Vega in a Buru in the lake. So, Akunika Baum of the Vireka Jaros, Rami Lugavi, even a Yamajazo, Tobiani Amishiro. Rita wa Sana Masone Malone Memishune Chow and Mashubane, the body and Shuba. The Garage Siglidia, the Maria Tone Bogu, Rumi the Zane, Jajana Saucha Viro, Didi Jana Sochi de Bogojaro, Sierra Lemishiro, Chana Lemishiro. Luka with our Domina Lechovi, Doka with our Domina Lechovi, Ulika Ira Dide Bogua Babiwale, Message Wabi. Lickness of water, lickness of a sickly ball, lickness, polish on the lazy level, pitch of the ball in the digging. As our child, what? I don't look at Chana, Buchana Vala. Mercy in India, Buchana Valadia. Silly Mama Logaha, see you Divala, Ula Diavala. You general, Yellow, Yungamuri Pinivala, Yambara Pinivala. The DU is a treasure to try. Try check out the block of the city. 20 kilo gold. What was it? Lot problem. A lot of people pay me a problem. Pay on the bay, me baby in it. Where is the blue problem? What was it? What was Malayone? Tika. I view to a lot of take a little way. I can't be shoot. We can be shoot. Shut DVD. There are sickly, Yavi. In Canaria. The guy will say, Nara Jordan say, Pinya say. Makane Uzi, Punevi, Townevi, I will Yogi Gua, Yukadevi, Yoma Pura, Mishu, Sega Pura, Yoma Dena, Sega Dena, or Sega Dena, Tona Shivala. Yoga Popana was Sega Dena, a Mipina, Vituina, Kanganivala. Or Sidanaga, you are Sigu, Mea, the long Vinivala. I know you, Sega Rashida, Pita, Pura Dena, as well, Yoga Mogu, Sema, Sega Mata, Purelu, Say, Buzi, Tinzi, Tauzi, Pina. Rita. 我讲这些乖乖的我不好修，都把都只有没干别，没对吧？在哪地方嘞？哎嘛，印尼比了，给没脱上，我讲这些年为了来脱上，别脱光了，别脱光了，这点来脱上，对，为了来没了，没不老跑票了，跑票了600里上，脱起来这个呢，脱上600里上，对，为咩嘞？没事没事，学不到，用不着的喽。 ဒီစိတ်ကလေးတွေပေါင်းလို့ဆက်ဆံလိုက်ရောက်မှုမရှိဘဲနဲ့အသာလေးပြောတာရှိတာနေပြီအဲ့ဒီလိုရေရေကိုလုံးတဲ့ပုံကရှုွက်ရှင်းတယ်ကြောက်ရွံ့နဲ့လွတ်တယ်လို့မလွတ်တယ်လို့တွဲတယ်လို့မတွဲတယ်လို့နော်ညီမို့တို့မိသားတစ်ဖက်တဏှာဘက်ကိုလက်တစ်ဖက်ပေးပြီးတော့တရားပညာဘက်လက်တစ်ဖက်ပေးတယ်လို့ရုပ်တယ်လို့လည်းရှိတော့မထင်ရှားဘူးကဲပန်းပင်းပြဆုံးကြလိုက်ကဲတပိုင်းချင်းပဲပြမိတော်လိုပဲပြကြအသားတွေပဲပဲ့ထားလိုက်နင်းလို့စိတ်ပြတဲ့မပြသေးတဲ့တဏှာလဲထွက်စားနင်းလို့ငါအလောက်ကလည်းစိတ်ပေါ်တိုင်းတလုံးမကြံကြော်မသွားအောင်တလုံးချင်းအစဉ်ပေါ်လာတဲ့စိတ်ကလေးတလုံးချင်းအစဉ်သိတော့မှငါအလောက်ပဲဆိုပြီးအဲ့ဒီပိုင်းဖြတ်ပြီးဇောက်ချပြီးရှုကြည့်အဲ့ဘုချမ်းသာနာဖြစ်ပြမြင်သွားပြီနမခန္ဓာ၄ပါးတည်းအပြုံလိုက်ဖြစ်အပြုံလိုက်ချုပ်ဓမ္မသဘောဓာရှိငါသဘောမရှိငါသဘောလို့သိရင်ငါသဘောမရှိဓမ္မသဘောဓာရှိသူအဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ကိလေသာပြီးချုပ်ရနိဗ္ဗာန်အဲ့ဒါလေးပဲဘာကြောက်မှာသူများကဒါနဲ့ခုတ်တာကြောက်စရာကောင်းပြီအခုဘာမှကြောက်စရာမလိုအကောင်းပြီဒီကံနိဗ္ဗာန်ရောက်တဲ့ရှုဒီကံမရှိလာရောက်ပြီးမရှိနဲ့ဒီကံဆုံးလို့ပြီးရှုစိတ်ကလေးတဲ့အစဉ်ပေါ်လာတိုင်းပြောင်းပေါ်တိုင်းအသေးပေါ်တိုင်းမလစ်တဲ့ဆောက်ရှုဘာစိတ်ပေါ်လာလဲဘာစိတ်ထွက်လာပြီလဲဘောကြည့်တယ်လို့မင်းသားထွက်လာတယ်ဒါကြောင့်ဝိညာဉ်ကလည်းရထွက်လာတယ်အမကြီးဝိညာဉ်ရဲ့ခေါင်းဘုရုပ်ရှိကြီးနဲ့နှာခေါင်းရှိနဲ့ထွက်လာအတန်လေးနဲ့ဘယ်တော့ပြောင်းလာဘယ်ကဏ္ဍပြောင်းသွားပုံနာကြောင့်လည်းပုံနာလို့လည်းပြောင်းသွားတောကတောင်ကသမင်တွေကပြောင်းသွားဇာကောင်အသေးတွေပေါ်တိုင်းကောအိတ်လိုက်နေတယ်သတိထားရှုတာဇာကောင်တွေကသူ့ဘာလို့ပြောင်းပြီးတော့ကွာထိုင်ရှုနေုံပဲ
သူ့လောက်ကလည်းဒရိုက်တာကသူ့ကြောင်းပြီးဇာခန်းနေတေးဥဆောင်ပြလိုက်ကိုယ်လောက်ကလည်းအစီအစဉ်ပေါ်လာကလည်းဇာကောင်ပေါ်တေးဥဆောင်မှုရဲ့သဘောတရားတွေမကြီးကဘလို့သတိပေးဘယင်ကြီးကဘလို့အမိန့်ချတာမင်းသားမင်းကြီးဘလို့ငိုးတယ်ဘယ်ဇာလန်ဘယ်သဘောဆောင်လဲအဲ့ဒါလေးကိုသိတာကိုကသဘောလေးတာကြည့်ဇာကောင်ပေါ်ဝင်မရှောက်ဘူးသတိထားစောင်းရှုပါစိတ်ကိုရှုစိတ်ကိုပြန်ရှုနာသီဝတိတိတတ်တာအောင်သောဘကနဲ့တပွဲတို့ကြီးရွှေစိတ်ထားတဲ့ချမ်းသာအဘောတိုက်ပခံဦးကြီးသားပေါ်ပါလိမ့်ဒီထားဖြစ်ချင်ဖြစ်စောတထားအရှုတက်ကလေးပဲစောက်ရှုတာသတိထားဝိနာတနာသမဲ့ပုဂ္ဂိုလ်တွေကျတော့ဘုံမခွာပေးအောင်နေပြီးခွာတာတွေမခွာတာတွေဘာမှမလုပ်နဲ့ခွာခြင်းနဲ့မခွာခြင်းနဲ့သန္တာနဲ့ရှင်တဲ့သေသေးပေါ်လာတော့အနတ္တပေါက်ဆိုတာကိုယ်ဘယ်တော့မှမလိုက်နဲ့တိုင်လူကြီးတို့ကလုံးဝထိုးကြတယ်တယောက်တရှင်ပဲ့ကြိုးတိုင်လူကြီးကအမှတ်ပေးဦးလားကိုယ်လို့နားတဲ့ဘက်ကလည်းရှုံးတဲ့ဘက်ကလည်းဝင်မထိုးဘူးနိုင်တဲ့ဘက်ကလည်းအာမပေးသူ့လိုပုံသူကအရှုံးလိုက်တော့ခွဲရမှာသူ့လို့အခုလည်းရုပ်ကဖောက်ပြတာသူ့လို့တဏှာလေးပေါ်ပြမှာသူ့လို့တတိယမြင်ရတိုင်လူကြီးနော်စောင့်ရှုနေရမှာတိုင်လူကြီးတော့ပဲဝင်မရှုံးနဲ့ပရိသအစင်မပြစင်းနဲ့အလင်းမပြစင်းနဲ့အစင်ဖြစ်ပေါ်လာတဲ့စိတ်ကလေးတွေကိုသတိမလေးစင်းနဲ့အကဲခါပြီးစိတ်ရှိတဲ့ထားရှုပရိသရှုမောဟကိလေသာကြာမရစင်းနဲ့သတိမလေးစင်းနဲ့သတိထားမမလေးသတိထားမမလေးရှုသွားကြောင်းကြဆိုရင်ပြီးမရှုနဲ့ပုတ်ကညှိချုပ်ပြီးတော့တဏှာကိုအားပေးပြီးတော့လိုက်ရှုတော့မရတော့လေတဏှာစိတ်ပဲရှိတော့တယ်လေစင်းတာအုပ်စီးသွားပြီခေါလုံးတာဖွင့်ထားရုပ်ကလည်းသူ့ဘာလို့သဘာဝပို့ထွက်ပြီပေါ်ပြီနားလည်းလွတ်ဖွင့်ထားလိုက်ထွက်ချင်တဲ့စိတ်တွေထွက်ပြီသတိထားနော်ဒီကသတိပလိတာကျော်တပြေးပါလာပြီနော်နည်းနည်းနဲ့တဏှာဘက်ကိုပါသွားတဲ့ဝုန်းရည်တယ်လို့မသိမသာနဲ့ရှင်းသွားတာသတိထားနည်းနည်းလေးမှအရေးမခံနဲ့နော်နည်းနည်းများသွားမယ်နော်နောက်ပိုင်းကျတော့ဘလို့မှမရတော့ဘူးသတိထားစောင်းရှုစိတ်ကလေးတွေစောင်းရှုတာသတိထားတော့မြူစိတ်ကိုစစ်တော့မွေးပြီးတော့များရှုရင်းနဲ့နော်မသိမသာလိုက်ရောထားတဲ့တဏှာကိုလိုက်ရောထားတာပဲရှိသလားခန္ဓာကိုယ်ကြီးပေါင်ကြိုးကြီးတင်ထားသေးလားခါကြိုးကြီးညှစ်ထားသေးလားမေ့ပြီးတော့မသိမသာရင်ကြီးကောက်ထားသေးလားကြောကြီးထောင်ထားသေးလားမခုံးကြီးညှစ်ထားသေးလားခေါင်းကြီးချုပ်ပြီးတော့လက်ဝဲကြိုးကြီးထောင်ထားသေးလားလက်တစ်ပတ်ကြီးကိုဆုပ်ထားသေးလားပေါင်ကြီးတွေတင်းပြီးညှောက်ညှစ်ထားသေးလားမသိမသာဟိုကမလုပ်ဘူးဆိုပြီးနောက်ကမသိမသာပါသွားတာရှိအဲ့ဒါဆိုရှင်ပြန်စောထားလိုက်ဒီကဘာလို့စောရမှာလဲမသိမသာဆောင်ရထားတဲ့ညှိချုပ်ထားတဲ့ရုပ်ကိုပြင်းကန့်ကြီးအားစိတ်ထားတဲ့စိတ်ကိုအားပြီးတော့နေလိုက်တာနားပြီးတော့နေတာဘုံထောက်ခွာတာမဟုတ်တော့အားပြီးတော့နေလိုက်တာနားပြီးတော့နေလိုက်တာအဲဒါအားပြီးတော့မနေတတ်ဘူးနားပြီးတော့မနေတတ်တာပါလေမနေတတ်ဘူးဆိုတာမရှိဘူးတရားစထိုင်ခါစအခုလိုမဟုတ်ပါဘူးကိုယ်ပြီးတော့တောင်ကြီးတစ်ခုထားလို့ညှိချုပ်ထားတာမရှိပါဘူးတရားစထိုင်တော့အလုံးအားနေတယ်လို့အခုလည်းစိတ်ကလေးအားပြီးတော့နေလိုက်ပါအပြစ်ကျူးလွန်ထားတာရှိတဲ့ပုဂ္ဂိုလ်ကမိမိရဲ့လုံးကျူးပြစ်မှားထားတဲ့ဆရာမကြိုက်တဲ့အပြစ်တွေကျူးလွန်ထားတာတွေကိုငကိုတရားနေပြီးတော့ပြန်စလိုက်ပါတရားစထိုင်တော့လို့နော်အေးစေစေကြောင်းကြကင်းပြီးတော့နော်စိတ်ကလေးအားပြီးလုံးလာကလေးနေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်မိမိအပြစ်ကျူးလွန်ပြီးတော့ဘုံချုပ်တတ်တာလေးတွေရှင်းတော့ပါလိမ့်မယ်သတိထားသောရှုထားပါသောရှုတာသတိထားသတိမလေးစင်းနဲ့သတိထားအခွန်ချုပ်ပြီးဖြီးချတာခန္ဓာတုပ်ကြီးကအခွန်ချော့တာပန်းရှင်မရှိသလိုအခွန်ချော့တာပန်းရှင်ရှိပြီးညှိချုပ်ပြီးစောက်ချောက်ပထားပါနဲ့အဲ့ဒါဆိုရှုကမာပြီးမပေါ်တော့ဘူးသတိထားရုပ်ကိုသွားမရှုနဲ့ကြိုက်တာကြီးခဲတာကြီးထုံတာကျင်တာကြီးသွားအောင်ပြုနဲ့မရှိဘူးကြိုက်တာစိတ်မှာကြိုက်တာကိုယ်ကပေါင်ကြီးကြိုက်တဲ့သွားဆိုတော့မာနေပြီသူကောင်းကြီးကတင်မာကြီးကခြေပြားကြီးကလည်းရှောက်လို့နေအာသိညာတွေသတိထားစိတ်ပါဖြစ်တာသတိထားစိတ်ကိုမရှုလားရှုစိတ်ကိုထေထားအောင်ရှု
စိတ်ကိုထင်ရှားအောင်ရှုပါစိတ်ကိုထင်ရှားအောင်ရှုပါဒီကံပြီးရှုပါရှုွက်သားတဲ့ပုဂ္ဂိုလ်တွေကနံဖြစ်ချုပ်ဝင်နေပါလိမ့်မယ်စိတ်ကလေးကလေးခနဲ့ချုပ်လေးခနဲ့ချုပ်လေးခနဲ့ပေါ်မယ်မကြံသေးချုပ်သွားပေါ်မယ်မကြံသေးချုပ်သွားအဲဒီလိုဖြစ်ချုပ်အစဉ်သိနေတဲ့ပုဂ္ဂိုလ်ဧကဂရသမารီတီးပြီးတော့နာမဘဝဒိဋ္ဌိတို့တဏှာတို့ချုပ်နေတဲ့အတွက်ကြောင့်ချမ်းသာနေပါလိမ့်မယ်နီးသိနေပါလိမ့်မယ်အဲလိုဖြစ်ချုပ်တဲ့နောက်တော့ဘလို့ဖြစ်လာတဏှာဟာခန္ဓာဖွဲ့ကြမရှိတော့တဏှာပေါ်မလာတော့ပဲတတိညာပညာနဲ့ရှင်တဲ့စိတ်ပဲတတိကတီးသွားပြီဆိုတော့နောက်ထပ်နာအသေးသေးတွေပေါ်မလာတော့ဘဲနဲ့ချုပ်နေလိမ့်မယ်ချုပ်နေတော့စိတ်တွေမပေါ်ဘဲနဲ့ရပ်သွားလိမ့်အဲ့ဒါဆိုဘာလို့ကောင်းမှမလုပ်နဲ့အဲ့ဒါဆိုစိတ်ပြန်ပေါ်သွားပြီဘာမှလုပ်ဖို့မလုပ်ဖို့မဟုတ်ဘူးတတိထားဖို့ပါပဲစိတ်တွေလက်ခနဲ့ပေါ်လာတာကိုတတိထားတာထားတဲ့သတိမြဲပါလို့ရှိရင်နောက်ထပ်စိတ်အသေးတွေဖြစ်မလာတော့ဘဲနဲ့ချုပ်သွားလိမ့်ချုပ်ပြီးကြည်ပြီးတော့ချမ်းသာနေလိမ့်မယ်အဲ့မှလည်းဒုက္ခသဘောနဲ့သွားမခံစားနဲ့ဒုက္ခသဘောနဲ့ခံစားရင်သောမနတတဏှာတွေတက်လာလိမ့်မယ်ဒုက္ခချုပ်ပြီးဒုက္ခပါသွားပြီးတော့တဏှာကူးနေပါလိမ့်မယ်အဲ့တော့ตายရတဲ့သဘောနဲ့လည်းမခံစားဘဲနဲ့မရှိလို့စိတ်ကလေးတွေချုပ်သွားရင်လည်းချုပ်ဆဲသည်သင်္ခါရစိတ်ဝေဒနာစိတ်ကြံနေတဲ့စိတ်ပေါ်မလာတော့ဘူးယုံမဲ့ကံမဲ့လုံမဲ့ပြင်မဲ့မမဲ့ရှိမဲ့ဆိုတဲ့စိတ်ဒီပေါ်မလာတော့ဘူးပေါင်းကြီးကခြေထောက်ကြီးကကြိုက်တယ်ခဲတယ်ထုံနေကျင်တယ်ဆိုတဲ့ပြည့်ရတဲ့ရှင်တဲ့စိတ်ဒီလည်းပေါ်မလာတော့ဘူးဘာလို့ကောင်းမလဲဆိုတဲ့ကြံနေတဲ့စိတ်ဒီလည်းပေါ်မလာတော့ဘူးဖြစ်မှဖြစ်ပါမလားဆိုတဲ့စိတ်ကပေါ်မလာတော့ဘဲနဲ့လောကီကာမသင်ညာနဲ့ရှိတဲ့ရှင်တဲ့စိတ်ဓာတ်သင်္ခါရတွေချုပ်ပြီးတော့မက်စိတ်ဧကဂရသမารီတည်နေတဲ့မက်စိတ်သမာဓိတိဉာဏ်စိတ်အဲ့ဒါလေးကနိုင်ချုပ်သဘောလေးမှာမြင်မောက်ပြုနေပါလိမ့်မယ်အဲ့ဒါဆိုချုပ်သေးသည်ပြီးကမတ္တကလေးရှုတာပါဝိညာဉ်မလွတ်သေးတဲ့ပုဂ္ဂိုလ်တွေကတဏှာမကုန်သေးတဲ့ပုဂ္ဂိုလ်တွေကမခံရင်တဲ့စိတ်တွေပေါ်နေဦးမယ်နော်မခံရင်တဲ့စိတ်တွေပေါ်လာအောင်မသတိထားခန္ဓာကိုပြည့်လို့တဲ့စိတ်တွေပေါ်လာလိမ့်မယ်ဘာလို့ကောင်းမလဲဖြစ်မှဖြစ်ပါမလားပုံဆိုးလာမလားနဲ့အဲ့မှာတန်တရားရှိပြီးသတိလွတ်ပြီးမျောမပေါင်းနဲ့အဲ့ဒါဆင်းရဲမှုတာရှိသွားမယ်သတိထားပါသတိမလေးစိနေမပြန်လေးစိနေစိတ်ကိုစဉ်းစားရှုချုပ်သွားတဲ့ပုဂ္ဂိုလ်ပိုးကြမလို့တော့မကြောက်သေးတဲ့ပုဂ္ဂိုလ်ခဲအောင်ပါဆရာပြောတိုင်းမလုပ်ဘဲနဲ့ငါလောက်ချင်လို့တော့ဆင်းပါပဲဆင်းပါပဲသတိထားကြာနန်းတီတီတန်တတတိဒီပေါ်လာမဲ့စိတ်တလုံးကိုပိုင်းခြားသိအောင်အာယုပြုနေတဲ့အလောက်ကလွယ်ပြီးကျန်တာဘာမှမလုပ်ပါနဲ့သင်္ခါရမဲ့စိတ်ကလေးပေါ်လာတဲ့သတိထားချုပ်သွားယူတိတိလောက်ကတတိကောင်းလာတော့စိတ်ကမရှိတော့ဘူးစိတ်ကအစဉ်နဲ့မကြတော့ဘူးပေါ်မကြံတာနဲ့ချုပ်သွားလိမ့်ပေါ်တော့မကြံတာနဲ့ချုပ်သွားလိမ့်အဲဒီပုဂ္ဂိုလ်သတိဥသိပြီသတိထားသရုပ်ပေါ်အောင်ရှုပါသတိထားပါဉာဏ်နဲ့ပိုင်းခြားရှုသာနာမစောနဲ့မလုံးနဲ့ကြောက်ကြီးနဲ့မရှုနဲ့ကြောက်ရင်လွဲမယ်ရဲတာချင်းမင်းဖြစ်မယ်သတိထားရဲတာချင်းပဲ့မသွားဘူးသိစိတ်ပြီးညာနေကိုယ်ပဲကြကိုယ်ဆိုးတယ်တဏှာကိုသွားမညာနဲ့ညာရင်ကိုယ်ပေါ်ပြန်ကြလာလိမ့်မယ်တင်းရင်းနာရှုပါကဲထွက်စမ်းတက်စမ်းဘာဖြစ်လဲရှုမယ်သဘောတိတာစိတ်ကလေးလှုပ်ချင်တဲ့စိတ်ကနေပိုင်းခြားရှုပြတ်သွားလိမ့်မယ်ပြင်းရင်တဲ့စိတ်ပေါ်လာတဲ့ပိုင်းခြားရှုပြင်းတဲ့စိတ်ပြတ်သွားမယ်မားချင်တဲ့စိတ်ပေါ်သွားမယ်ပိုင်းခြားတာရှုသူ့စိတ်အလှအစားလဲဆုံးပိုင်းခြားတာရှုတစိမ့်နဲ့တစိမ့်မတူပဲနဲ့အလိုလိုမတူအောင်ပြောင်းတာလဲသူ့သဘောအသိဖြစ်တယ်လဲသူ့သဘောအဟောင်းချုပ်တော့လဲသူ့သဘောအသိချုပ်တော့လဲသူ့သဘောအသိအောင်ရှာလဲသူ့သဘောသူ့သဘောသူဆောင်နေတာကိုရှုကျင်လို့တရားချတာငါသဘောဆိုငါအိမ်မှာနေမှာပေါ့တရားလဲထိုင်အောင်သူ့သဘောသူဆောင်တာရှုအောင်မှာတရားထိုင်ငါသဘောငါနဲ့ပဲဟာလာကြွလိုက်မလိုက်လို့ဘုရားဓမ္မအောင်နဲ့ဝင်ပြီးတော့သာသနာပြည့်နေတယ်သွားတူပြီဘုရားခိုင်းတာကသိခံမှာဆွန်းလို့ပါခွန်းလို့ပါသူ့သဘောရှုပါကိုကဘုရားရှိဓမ္မအောင်လဲလာမှာငါသဘောနဲ့သိမခံနိုင်ဘူးဒေါသတွေဖြစ်ပြီးလောဘတွေဖြစ်ပြီးစိတ်အလိုလိုက်ရောပြီးတဏှာနောက်လိုက်ပြီးဆိုတာသာသနာပြည့်လုပ်ငန်းနဲ့အတူတူပဲသာသနာပြုလုပ်ငန်းကဘုရားပြတဲ့အမွေရအောင်ယူရဘုရားကသိခံရင်နိဗ္ဗာန်ရောက်တယ်တဲ့ကိုယ်သိမခံနိုင်ဘူးဆိုတော့ဒေါသအစွမ်းကုန်သိခံလိုက်သမှာတတိထားပါအာလုံးကိုခွန်းလို့လိုက်ပါအာလုံးကိုသိရစုပြုပြင်းတဲ့စေတနာတွေနဲ့လိုက်ရောထားတာတွေအကုန်လုံးအခွန်ချုပ်ပြီးဆုံးလုံးလိုက်ပါအကုန်လုံးဆုံးလုံးလိုက်ပါမူလအိန္ဒြေကိုတန်ရှင်းအောင်ထားလိုက်ပါပဂတိအိန္ဒြေတိုင်းခဏလေးနားလိုက်ပါဒီခါခဏလေးနားလိုက်ပါအနားကြီးလိုက်ပါဆရာကအမိန့်မပေးဘဲနဲ့ဘာမလုပ်ပါနဲ့
ခဏအနာလေးပါမူလာအိန္ဒြေပြန်စစ်လိုက်ပါအနာယူလိုက်ပါသောဒီပြေချဖို့နော်တကြကပ်သွားမဆိုလို့ဖြုတ်တော့မှမဖြုတ်သေးဘူးနော်ဖြုတ်တော့မလဲပြင်ဆင်ပြီခဏလေးအနာယူလိုက်ပါလုံးဝကိုအေးဆေးဆေးလေးအနေထိုင်အောင်ခဏလေးနားလိုက်ပါသိုးတဲ့စကားနဲ့မလုပ်ပါနဲ့ဦးစင်းတရားဖြုတ်စပါတဖြည်းဖြည်းချင်းဖြုတ်ပါသောကသွားမယ်နော်ဒါကြောင့်မလို့ခဏလေးပြင်ဆင်လိုက်မယ်မူလတရားစားထိုင်တော့အတိုင်းအိန္ဒြေကိုတန့်ရှင်းအောင်တည်လိုက်ပါအိန္ဒြေတန့်ရှင်းအောင်ခဏပုံပြီးအနာယူလိုက်ပါစိတ်ဇောကသွားမယ်နော်မလုံးနဲ့နော်တရားစားထိုင်တော့လို့တရားစားတော့စိတ်ကလေးအေးဆေးဘာမှရုပ်ဘာမှမလုပ်ဘဲနဲ့ရှင်းပြီးလင်းတဲ့အတိုင်းလေးခဏလေးနေလိုက်ပါအနာယူပြီးပြီလားစိတ်ကလေးအနာယူပြီးပြီလားအားပြီလားအနာယူပြီလားရှင်းပြီလားတန့်ရှင်းပြီလားကတ်ထားပုတ်ထားတို့တန်းတိုင်းမပါသေးနဲ့နော်ဖြုတ်တော့မှမဟုတ်လို့နော်အဲ့ကြောင့်ကြောင့်လိုက်ပြီးသံဟောစင်မတွင်နဲ့နော်ဖြုတ်တော့မှဇောကသွားမယ်နော်အဲ့ဒါရှင်းနေအောင်လင်းအောင်ခဏထားလိုက်ပါတဖြည်းဖြည်းလက်ကလေးတွေဆုပ်ပါဖြန့်ပါဒူအောင်လေးတွေတောင်သေးလေးတွေကြွားပါပွေးပါဆန့်ပါတဖြည်းဖြည်းလောက်ပါပြုံးနေကြီးမထပါနဲ့ဟုတ်ပြီအဋ္ဌံပါရမီပြည့်ပါပြီပြုံးနေစကနေမလုပ်ပါနဲ့တဖြည်းဖြည်းထပါတော့မယ်ပြောပါတော့မယ်မလောပါနဲ့တော့